ခင်ဗျားတို့မြန်မာတွေကမြန်မာပြည်တကယ်မချစ်ကြဘူးဗျကိုကျိုးစီပွားအတ္တအတွက်မြန်မာပြည်ကိုချစ်တယ်လို့လိန်နေကြတဲ့လူလိန်တွေပုံများပါတယ်အဲ့ဒီထဲမှာခင်ဗျားမပါအောင်နေဖို့တိုက်တွန်းပါတယ်ကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါမယ်ကျွန်တော်ဒီကနေ့ကပထမဆုံးပြောရမယ်အကြောင်းအဆိုတဲ့ကိုအကြောင်းကိုစပြန်ပြောရမလို့ဖြစ်နေတယ်ဘာဖြစ်လို့ဆိုကျွန်တော်ကတော့ပြီးသွားပြီကျွန်တော်ကပြီးသွားရင်မပြီးသေးတဲ့လူတွေကြောင့်မပြီးသေးတဲ့လူတွေကြောင့်ဆိုတာချားမဟုတ်ဘူးဗျအခုဒီနေ့ဆိုရင်လည်းတခါအောင်စော်တို့ရဲ့ AR ပေါ့ဗျာအောင်စော်တို့ရဲ့ AR ကနေပြီးတော့ရုပ်သံလေးတစ်ခုဖော်ပြလာတဲ့ခါမှာကျွန်တော်6ညပျောက်သွားတဲ့ကိစ္စကို6ညကျွန်တော်ရုပ်သံမပြောပြတာပေါ့ဗျာပျောက်သွားတဲ့စကားလုံးဆိုရင်တခါပျောက်တယ်ဖြစ်အောင်မယ်ပျောက်တယ်ဆိုလည်းပျောက်တဲ့စကားလုံးဖြစ်အောင်မယ်အဲ့တော့6ညကျွန်တော်ရုပ်သံမပြောပြတာပေါ့နော်6ညတည်းကျွန်တော်ရုပ်သံမပြောပြတာကိုသူကအကျေချက်ပြီးတော့လူရတဲ့ပုံပြီးအခြေချက်ပြီးတော့ပေါက်ကရတွေရေးပြောရုပ်တံလောက်လာတာပေါ့နော်ဆိုတော့ကျွန်တော်ရုပ်တံ6ညမပြောပြဘူးမပြောပြတာကိုလူရတဲ့ပုံအခြေချက်ပြီးတော့သူကလော်ဘီတွေနှုတ်ပိတ်ခံရပြီလားဘာဖြစ်ပြီလားညာဖြစ်ပြီလားဆိုပြီးတော့ AR တွေကရုပ်တံလောက်လာတယ်ရုပ်တံလောက်တော့လူလည်းကြည့်ကြပါတယ်အောက်မှာ comment တွေလည်းကျွန်တော်ဖတ်ပါတယ် comment တွေလည်းကျွန်တော်ဖတ်ကြည့်တယ်လူတွေလည်းပြောကြတယ်မျိုးစုံရေးကြတော့ဗျာဆိုတော့ကျွန်တော်အဲ့ဒါကြည့်ပြီးတော့လို့ကြည့်ရတာရွေးချက်ရှိနေကိုဒါငါ့ကိုထောင်ကိုကြစေခြင်းတဲ့သဘောရှိတယ်လို့ဆိုတော့ AR အောင်စောတို့အဖွဲ့ကကျွန်တော်ထောင်ကြတာကိုမြင်ချင်းပုံရတယ်ဗျအောင်စောတို့အဖွဲ့ရုပ်သံလုပ်တဲ့သူတွေရောအောင်စောတို့ editor အဖွဲ့အောင်ကျွန်တော်ထောင်ကြတာကိုသူတို့မြင်ချင်းပုံရပါတယ်ထောင်ကြသွားအေးရောဆိုတဲ့သဘောမျိုးနဲ့အတင်းပဲတွန်းပို့နေလားဒါမှမဟုတ်မင်းငါတို့ပဲပြေးလာခဲ့ဆိုတဲ့ပုံစံမျိုးနဲ့ပဲတမင်ကြက်နေတာလားတခုတော့တခုပဲကျွန်တော်ကြက်တာပေါ့နော်ဒါတမင်ကြက်ရွေးချက်ရှိကျွန်တော်ကြက်နေတာပေါ့ကြက်နေကျွန်တော်ကြည့်ပြီးတော့ပြောရတဲ့လူကြီးတွေမျက်စိစူးမွေးစူးအောင်လုပ်သူပဲတစ်ဖက်မှာမျက်စိစူးမွေးစူးတာစူးစရာဖြစ်တာပေါ့ဗျတစ်ဖက်မှာလေဆိုတော့အောင်စောတို့အဲ့လိုဖော်ပြနေတာကျွန်တော်ကြည့်ပြီးတော့လို့ဒီကောင်တွေကတော့ရတဲ့အပေါက်ကနေရတယ်လို့ကိုသူကအစိုးရနဲ့ပုဂ္ဂလိကကြားအစိုးရနဲ့မီဒီယာတွေကြားဒီမီဒီယာနဲ့ပြည်သူတွေကြားကိုသူတို့ကတတ်ရှို့ဖို့ကအမြဲလုပ်လို့ရှိတယ်ပေါ့နော်လုပ်လို့ရှိတယ်ဘာလို့လဲဆိုတော့ဒါကကျွန်တော်တို့ခေါင်းကြီးပိုင်းဖြစ်သွားတာဟုတ်ကဲ့ခေါင်းကြီးပိုင်းဖြစ်သွားတော့သူတို့ကတောက်လျှောက်တာကို highlight လုပ်ကြတော့ကျွန်တော်လည်းဘာပြောမှမသိဘူးအောင်စောတို့ရဲ့ AR တွေကရုပ်သံဖိုင်ကိုကြည့်ပြီးတဲ့နောက်ကျွန်တော်ခံစားမိတယ်တခုပဲဒီကောင်ကထောင်ကျစေချင်ပြီထင်တယ်အတင်းကိုပို့နေတာပဲလို့အဲ့လိုကျွန်တော်တွေးမိတယ်ပေါ့နော်ဟိုကအတင်းကိုထောင်ထဲကိုအတင်းပို့ချင်နေတဲ့သဘောရှိတယ်လို့ကျွန်တော်တွေးလိုက်မိတယ်ပြီးတော့လို့ပြည်အုပ်စုတွေကထောင်ထဲဝင်စေချင်တာကတော့ဒါသူတို့ရဲ့ဆန္ဒထောင်ကျစေကျွန်တော်ထောင်ကျစေချင်တာဒါသူတို့ရဲ့ဆန္ဒဆိုဒါဒီကောင်တွေကတော့ဒီလိုပဲရေးမှာပဲကျွန်တော်တို့ရဲ့ဆန့်ကျင်ဘက်မှာရှိတယ်ကျွန်တော်တို့ရဲ့ဒီသဘောထားမတိုက်ဆိုင်တဲ့ဘက်မှာရှိနေတဲ့အခါကျတော့ယူဆမှုတွေဘက်မှာရှိတယ်သူတို့ကျွန်တော်တို့ထောင်ကျစေချင်တာကမဆန်းဘူးပေါ့နော်ထောင်ကျစေချင်တာမဆန်းဘူးပြီးတော့အစိုးရအာဏာပိုင်တွေကျွန်တော်တို့ဖမ်းတာကိုမြင်စေချင်တယ်ပေါ့ဖမ်းသွားပြီးတော့မင်းတို့ဒီအစိုးရရဲ့တွေ့လားဒီမိုကရေစီအစိုးရမဟုတ်ဘူးတွေ့လားသတင်းသမားတွေကိုလည်းဖမ်းတယ်သူတို့ဘောမတွေကောင်လည်းဖမ်းတာပဲဆိုတာမျိုးသူက narrative လမ်းကြောင်းချိုးတာပေါ့နော် narration လုပ်တာပေါ့ narrative လုပ်တာပေါ့ဆိုတော့ကျွန်တော်အဲ့ဒါတော့ပြည်တွေဟိုတော့ကျွန်တော် highlight တိတ်ခေါင်းနဲ့တိတ်အရင်ကြီးတော့မရှိပြီမယ်ဒီကိစ္စကနေတဲပြီးတော့ကျွန်တော်ပြောချင်တဲ့အကြောင်းကလည်းပေါ်လာလို့ဗျာပေါ်လို့ဆိုတော့ကျွန်တော်ပြီးနေပြီမပြီးသေးတာသူတို့ပဲဆိုတော့မပြီးသေးတာသူတို့ဆိုတာကကျွန်တော်6ညရုပ်သံမပြောပြတဲ့ကိစ္စကတချို့သောသူတွေအတွက်တော်တော်ကိုအရေးကြီးလို့လားပေါ့နော်တချို့သူတွေတော်တော်ကိုပဲတချို့သောသူတွေအတွက်ပါလူကျွန်တော်တကယ်ချစ်ကြတဲ့သူတွေအတွက်မဟုတ်ဘူးနော်ကျွန်တော်စမ်းမြစ်ကြတဲ့အုပ်စုပေါ့အဲ့ဒီအုပ်စုတွေတော်တော်ကိုပဲမျက်စိစပုံးဝေးစူးစရာဖြစ်နေတာလားတော့ကျွန်တော်မသိဘူးနောက်တစ်ခါပြန်ထွက်လာတာကိုလည်းပြန်ထွက်လာတယ်ပေါ့ရုပ်သံပြန်ထွက်လာတာပြောတာထွက်လာဆိုအမလီစကလုံးနေတယ်ကျွန်တော်ခုမှပိုရွေးချယ်ပြောနေတဲ့ဘဝရောက်နေကျွန်တော်မှအရင်ကကိုယ်လွတ်လွတ်ပြောလို့ရတယ်ခုစကလုံးတော့ရွေးရတဲ့ဘဝရောက်နေဒီကောင်ပြန်ထွက်လာတဲ့ခါမှာလေးသံပြောင်းပြီးလို့မျိုးစုံပြောနေကြတော့ဗျာကျွန်တော်မှစကလုံးကိုကြံဖန်ရွေးနေတဲ့ဘဝရောက်နေတယ်ကျွန်တော်မှအဲ့တော့ကျွန်တော်ရုပ်သံပြန်ထွက်ပြောတော့6ညရုပ်သံမပြောပြပြီးတဲ့နောက်ရုပ်သံပြန်ထွက်ပြောတဲ့အခါကျတော့လေကျွန်တော်အမြင်ကတ်ကြတဲ့အုပ်စုတွေကြတော့လေမမြင်ချင်ဘူးထင်ပါတယ်ဗျာဒီကောင်ကဘလို့ဟိုလိုဒီလိုနဲ့ပြောပြန်ရောဗျာဆိုတော့ကျွန်တော်မှလည်းဘလို့မှမလွတ်ဘူးဘလို့နေမလို့ဖြစ်တယ်ကျွန်တော်လည်းဘာဆက်ပြောမှမသိဘူးအဲ့တော့စိတ်ထဲမှာဘာဖြစ်သွားလဲဆိုတော့ငါ့ကိုထောင်ထဲဝင်သေးခြင်းလို့တော်တော်များလူတိုင်းသားတစ်လွှာတော်တော်ရှိတာပဲထောင်ထဲဝင်သေးခြင်းတာအဲ့လိုအလွှာထဲမှာပြည်ပြည့်အုပ်စုကိုကျွန်တော်မပြောဘူးပြည်ပြည့်ရထားရတော့ဒီကောင်လေးကကျွန်တော်မတူဘူးအဲ့တော့ပြည်တွင်းမှာနေထိုင်တဲ့တခါတည်းမှာကျွန်တော်တို့ ਨੇ လုပ်ငန်းချင်းခက်ဆင်တူတဲ့လုပ်ငန်းတူတဲ့ပုံစံတူတဲ့သူတွေအချို့တော့မှပဲကျွန်တော်ထောင်ထဲမှာမြင်ခြင်းတဲ့ပုံပေါ်တယ်တချို့တွေပါနော်ကိုယ့်စိတ်ကိုသိကြပါတယ်တချို့လူတိုင်းသားအလွှာကိုပြောချင်တာခင်ဗျားတို့ကိုယ်စိတ်ကိုသိပါတယ်ခင်ဗျားတို့စိတ်ကိုခင်ဗျားတို့သိပါတယ်ကျော်မြင့်ထောင်ထဲမှာကြာသွားတာထောင်ကျသွားအေးရောကွာဆိုတော့ဒီကောင်ထောင်ကျစေချင်တာဆိုတော့မသိစိတ်ကလေးရဲ့ကျွန်တော်ထောင်ကျစေချင်တဲ့စိတ်ရှိကြတဲ့ကျွန်တော်တို့နဲ့ level 2လုပ်ငန်းတူတဲ့နေရာအလွှာတစ်ခုကပုံကိုအချို့ကိုလည်းကျွန်တော်သတိထားမိသွားတယ်ဒီဖြစ်စဉ်မှာပြီးတော့တချို့တော့ဒီအကျိုးစီးပွားသူတို့အကျိုးစီးပွားတွေကိုကျွန်တော်ဝေဖန်ထောက်ပြတဲ့အခါမှာတချို့သူတို့အကျိုးစီးပွားကိုထိခိုက်သွားတဲ့အခါမခံချင်စိတ်ဖြစ်ကြတဲ့ထိခိုက်သွားတဲ့အခါကျွန်တော်ဒုက္ခရောက်စေခြင်းနဲ့အလွှာတစ်ခုလေးရှိတယ်အဲ့ဒီအလွှာလည်းကျွန်တော်ဒီလိုရုပ်သံပြတ်ထွက်ပြောတာကိုကြည့်ပြီးတော့စိတ်ထဲမှာသူတို့ဘလို့မှဖုံးမရဖိမရတွေဖြစ်တဲ့အလွှာတော်လည်းကျွန်တော်တွေ့ရတယ်ဆိုတော့ကျွန်တော်တော်တော်စိတ်တော်ဘာဖြစ်လို့ဆိုကျွန်တော်တိုင်းပြည်ကဒီပုံစံနဲ့ဘလို့လုပ်ပြီးတော့ရင်ကြားစီရေးတို့တယောက်တိုင်းသားစီလို့ညညရေးတို့ရင်ကြားစီရေးတို့
တယောက်တယောက်ကိုဒီမိုကရေစီစနစ်ကိုအကောင့်တွေပေါ်ဖို့ကိစ္စမှာတယောက်တယောက်ကိုအဲ့ဘယ်လိုလုပ်ရတော့မလဲပေါ့နော်ဘယ်လိုရတော့မလဲပေါ့ဘာလို့ကျွန်တော်တို့ရုပ်သံပြောတဲ့ကိစ္စဒီကျွန်တော်စတိုင်ကကိုကလေးကရုပ်သံပြောတဲ့စတိုင်ကိုကလေးကသတင်းကြေညာတာမဟုတ်ဘူးပြီးရင်ကျွန်တော် comedy reporting လုပ်တာအရင်တော့အခုတော့ comedy reporting မလုပ်ရတော့ဘူးဘာလို့ဆို comedy ဆန်ဟာတာလေးတွေကလိတာရှိတာထိတာငေါ့တာပြီးတော့ဟာတာလေးဖောက်ပလိုက်တာအဲ့လိုမျိုးတွေပြောရင်အဲ့ဒါပြောတာကိုလေအမြင်ကတဲ့လွာရှိတယ်ဆိုကျွန်တော်မှလည်းကျွန်တော်ဘလို့နေအမြင်ကတဲ့အလွာရှိနေတော့ဘာကျွန်တော်ပြောနေလို့လားကျွန်တော်ဖြစ်နေလို့လားကျွန်တော်ရုပ်တံတစ်တလုံးမပြောတော့မြင်နေကြတာလားဆိုလို့အဲ့အလွာတစ်ခုကိုကျွန်တော်မေးချင်တာအဲ့တော့တာမန်ကျွန်တော်ကိုချစ်ကြတယ်ကျွန်တော်နဲ့တူရင်ပတ်ချင်းတူတယ်ကျွန်တော်ရဲ့ဟာတာအပြောလေးတွေအရှုံးဖောက်တာလေးတွေသဘောကျလို့ပြုံးရတယ်ကျွန်တော်ကြောင့်ပြုံးရရည်ကြသတင်းချက်လေးသိကြလို့စိတ်ချမ်းသာကြတယ်ကျွန်တော်ချစ်ကြတဲ့သူတွေအတွက်ကတော့တကယ်ကျေးဇူးတင်တယ်အဲ့ဒီလူတွေကကျွန်တော်ရဲ့တကယ်ကိုအမာခံနေဖြစ်နေကျွန်တော်တွေးလိုက်ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ6ညတီတီရုပ်တံမပြောပြလိုက်ခြင်းရဲ့နောက်ွယ်မှာဘာဖြစ်သွားလဲဆိုတော့ဘာရလဲဆိုတော့ကျွန်တော်ကိုထောင်ချသွားစေခြင်းတဲ့လူတွေကျွန်တော်ဒုက္ခရောက်စေခြင်းတဲ့သူတွေကျွန်တော်ကြက်တဲတွေးပြီးတခါတည်းဟိုဒုက္ခဘယ်လိုပြောမလဲဘယ်လိုမှဘာဖြစ်လို့များဖြစ်စေခြင်းတဲ့လူဒန်းစားအလွှာတစ်ခုကိုလည်းကျွန်တော်မြင်လိုက်ရတယ်တချို့တော့ကျွန်တော်တကယ်ချစ်ကြတဲ့အလွှာကိုလည်းကျွန်တော်မြင်လိုက်ရတယ်တကယ်စိတ်ပူပြီးတကယ်ချစ်အလွှာကိုလည်းမြင်လိုက်ရတယ်တို့ကြတော့အကျိုးစီးပွားအလိုငါတချို့ကတကယ်ဟိုဘာဖြစ်လဲကျွန်တော်လှော်ကြတဲ့အုပ်စုတွေသက်ရှိတယ်ဆိုတော့ဘာပြောကျွန်တော်ဒီကြားထဲမှာတော့ရအောင်တော့ကျွန်တော်ရှင်းတန်အောင်ပါပေါ့ဗျာဘယ်တနိုင်မရှင်းတန်အောင်ပါပေါ့နော်ဆိုတော့ဟိုသူတို့ဘယ်လိုပဲပြောကြိုက်တာပြောပေါ့နော်ကိုကတော့ကျွန်တော်ကိုဆက်ရှင်တန်အောင်ပါပဲမတက်နိုင်ဘူးကျွန်တော်ဒီခီးလန်းဒီလန်းကိုဒီဖောက်ပြီးဆိုရင်ဒီလန်းကျွန်တော်ရှောက်ခဲ့တဲ့ကိုဖောက်ခဲ့တဲ့လန်းကိုဆက်ရှောက်အောင်ပေါ့မရှောက်ဘဲနောက်ပြန်လှည့်တော့မှသာလျင်ဟိုကျွန်တော်တို့ကဟိုလူတွေကိုကျွန်တော်ဟိုဘေးကြီးထားခဲ့သလိုဖြစ်မှာစိုးတယ်ပေါ့နော်ကျွန်တော်ဟိုအဲ့လိုတော့မဖြစ်ချင်အဲ့တော့ကျွန်တော်ဆက်ပြီးတော့ရှောက်အောင်ပေါ့နော်ပြီးတော့တချို့တွေကမဟုတ်ကျွန်တော်ဘာမှမဟုတ်ဖြစ်ဘူးအေးဆေးပါမဟုတ်ပါဘူးဆိုလဲဟုတ်စေခြင်းနဲ့လူတန်းသားတလွားရှိပြန်တယ်အဲ့တလွားလဲမဟုတ်ပါဘူးဆိုလဲဟုတ်စေခြင်းနဲ့ဟုတ်ပါဘူးဆိုတာကကျွန်တော်ဖမ်းသွားပြီးတို့တခါတည်းဟိုဦးဆောင်ကြီးထားတယ်တို့ရိုက်တာထိုးတာကြိတ်တာတို့တခါတည်းလေဘင်းညှစ်တာတို့မျိုးစုံပေါ့ဗျာကျွန်တော်နှိပ်ဆက်တယ်တို့ဖိအားပေးတယ်တို့တခါတည်းဟိုဘာခေါ်လဲဒီကျွန်တော်မျိုးစုံပေါ့ဗျာသူတို့ပြောတာကျွန်တော်လည်းမကြောက်ပြောတတ်ဘူးအဲ့သူတို့စကားလုံးတွေကိုစုံနေရတော့သူတို့ပြောတာကျွန်တော်အာနာပိုင်းဖွဲ့စည်းတယ်ကျွန်တော်ဟိုခေါ်ပြီးတော့ဗျာဟိုနဗန်ချင်းတဲ့ပုံစံမျိုးပြောကြတဲ့အုပ်စုတွေရှိတယ်အဲ့ဒီအုပ်စုတွေကိုလည်းဟိုဖမ်းသွားပြီးဘာညာအစားပေါ့ပြောရလူတွေအဲ့လိုမဟုတ်ဘူးလို့ပြောတာကိုလည်းမဟုတ်ဘူးဆိုတာကိုမယုံတဲ့အုပ်စုကလည်းရှိသေးတယ်မဟုတ်ဘူးဟုတ်တယ်ဆိုတော့ကျွန်တော်ဘာဆက်ပြောမသိအောင်ကိုပဲဘာဆက်ပြောမှမသိလို့ဖြစ်သွားတယ်ကျွန်တော်တကယ်ဟုတ်စေချင်ကြတာထင်ပါတယ်အဲ့ဒီအလှော်ကလည်းဆိုတော့အဲ့လိုသူတို့အဲ့လိုဟုတ်တယ်လို့သူတို့ဖြစ်စေချင်ကြတယ်လို့ဘာလဲကျွန်တော်တို့တကယ်ဒီနိုင်ငံတော်ကြီးကတဲ့အာဏာပိုင်ဖွဲ့စည်းနေကျွန်တော်တို့ကြားမှာရန်ပွဲတွေဖြစ်စေချင်တာလားတမင်တက်ကိုဟိုတစ်ဖက်နဲ့တစ်ဖက်ကိုအညိုတေးမထားအောင်တမင်တွန်းပို့ချင်နေကြတာလားဘလို့ရွေးချက်တွေလို့ကျွန်တော်မသိကြဘူးဗျရွေးချက်စိုးနေတယ်ကျွန်တော်မဟုတ်ဘူးလို့ပြောလဲမရဘူးဟုတ်တယ်မလားဆိုတာ ਨੇ ကျွန်တော်တို့စိတ်ပူနေတာလို့ဆိုတာပြောတာမျက်နှာကြီးစိတ်ပူတာမှမသိပျော်နေမှမသိအဲ့လိုတလွာလည်းရှိသေးတယ်ဆိုတော့ကျွန်တော်တို့စိတ်မကောင်းဖြစ်တယ်အဲ့တော့နောက်များကျွန်တော်အခုဒီအပိုင်းကျွန်တော်အပြင်မှာသွားလာရှိတယ်ကျွန်တော်ဒီအပိုင်းအပြင်မှာဟိုကိစ္စလေးရှိလို့ပါကျွန်တော်ဒူးကတော့မသွားပါဘူးကျွန်တော်ကိစ္စလေးကျွန်တော်ချစ်ခင်ကျွန်တော်ရင်းနှီးတဲ့ကျွန်တော်စိတ်ချယုံကြည်ရင်းနှီးတဲ့သူတွေနဲ့ဆိုရင်ကျွန်တော် AC အမြဲတမ်းဟိုရင်းနှီးတဲ့သွားတယ်ဒီလိုသွားတယ်အဲ့လိုသွားလာထိရှိတဲ့ခါကြလို့ရှိရင်ဟိုအပြင်မှာရုပ်တရက်တွေးတဲ့ခါကြရင်လည်းမလိုအပ်တဲ့မေးခွန်းတွေထပ်မမေးပါနဲ့တော့ဗျအောင်နောက်လုံးလို့ပါခင်ဗျားတို့မေးခွန်းတွေကဘာဖြစ်လို့ဆိုတက်မဲ့ကျွန်တော်ကြောက်ကြစေချင်တာလားပိုတော်မှပဲဖြစ်စေချင်တာလားဒုက္ခရောက်စေချင်တာလားတော့ကျွန်တော်ပြန်မေးအောင်ဖြစ်နေအဲ့တယောက်ကကျွန်တော်အခုအကဲလို့လားအပြင်မှာတယောက်ကတွေ့လို့တယောက်ကလားကိုကျွန်တော်6ရက်ပျောက်သွားတာကဟိုလိုလားဘာလားမေးရင်တော့ခမရပို့လည်းပြောခမရလူရင်းဖြစ်နေပါစေခမရကျွန်တော်စကားပြောတော့ဗျာဘာလို့ဆိုခမရတို့ကဘာဖြစ်နေလဲဆိုမဟုတ်ဘလို့မှရှင်းပြလို့မရတော့မဟုတ်ပါဘူးဆိုလဲခမရတို့ကမရဘူးဖြစ်နေတော့ကျွန်တော်အဲ့လိုထောင်ကြစေချင်ကြတာလားတကယ်ဖမ်းတာကိုပဲမြင်နေတာလားအဲ့လိုပဲပြောအောင်ဖြစ်နေပြီဆိုတော့အဲ့လိုဖြစ်နေတယ်နော်အဲ့တော့ဖြစ်နေတယ်ကဲခင်ဗျားတို့အဲ့လိုဆွဆွဲမဲ့သားဆွဆွဲလိုက်ပါလားကျွန်တော်နဲ့လီဆာလေးနဲ့ထိုင်းနိုင်ငံမှာဘာညာလို့ဆွဆွဲစမ်းပါဗျာဆွဲစမ်းပါအဲ့ဒါလိုတန်ဖိုးရှိတာလေးနဲ့ဆွဲစမ်းပါကျွန်တော်လည်းအဲ့ဒါမျိုးလေးတွေဆွဆွဲခံရတော့လီဆာလေးနဲ့လိုရိုစီလေးနဲ့လိုရိုစ်နော်လိုဘာလိုနဲ့ဆွဆွဲလိုက်ရင်တော့ကျွန်တော်ပါဗျာပီတီလေးဖြစ်เสียရှိသေးတယ်ကိုပါဗျာကျွန်တော်လည်းဘာပြောမှမသိတော့ဘူးနော်ဒီနေ့နေခဲ့အထိလဲအဲ့ဒီအတိုင်းပဲတချို့တွေ့တယ်ကျွန်တော်ပဲအမြင်ကတ်တဲ့ပုံမှန်နဲ့လာတော့မသိပါဘူးဗျာဟိုထောင်ဝဲကြစီဒီနေ့နေကြတွေ့တဲ့ဖွဲ့တွေဒီတိုင်းပဲကျွန်တော်တို့ကစိတ်ပူနေတာစိတ်ပူတာလားဟိုကြားသိချင်တာလားလို့ကျွန်တော်တခါကျဒဲမေးဖြစ်စီတော့ပေါက်တော့တယ်ဗျာစိတ်ကလည်းမရှိတော့ဘူးဘုရားလည်းပြောရင်ကိုယ့်လိုလေးကိုကောင်းမွန်လုပ်ပြစီပဲကျွန်တော်ပြောပြစီဘယ်အာဏာရဲ့ဖွဲ့စည်းရမှာကျွန်တော်အာရုံမနောက်ဘူးသူတို့ကအာရုံပြန်နောက်တယ်တကယ်ကိုစိတ်ညစ်တယ်ကျွန်တော်တော်စိတ်ညစ်ပါတယ်ဒါလေးတော့ကျွန်တော်ကြုံလို့ထည့်ပြောတာဟိုကြုံလို့ထည့်ပြောတာကိုလည်းတော်တော့ဟိုလူတွေကိုကျွန်တော်လေးတော်အလွာတစ်ခုတည်တာတချို့ကျွန်တော်နဲ့ကျေးဇူးမကင်းတယ်ကျွန်တော်အကူအညီတွေယူထားတယ်တချို့တော့မှပဲအပေါင်းအားရတဲ့တန်ပြောကြတာအာထောင်ပုံမှဘယ်နှခုနဲ့ဘလို့ဖမ်းသွားတာဘလို့ပါညာဆိုတော့ကျွန်တော်ပြန်ကြားရတဲ့ခါကျတော့စိတ်ထဲဩလို့
မဟုတ်တာတွေဘာလို့ရှောက်ပြောကြတာလဲဒီလူတွေကဘယ်လိုအဲ့လောက်တော့အဲ့လိုဖြစ်ကြတာလဲပေါ့နော်ကျွန်တော်တွေးပြီးတော့စိတ်ထဲတော့ဟိုတွေးမိတယ်ပေါ့နော်အပြင်ရဲ့အဆိုင်အတွင်းဘယ်လိုဒီနယ်ပယ်ကိုနဲ့တိတ်တူတဲ့နယ်ပယ်ကပြောရင်ပို့ပြီးတော့စိတ်ထဲတော့ဒီလူတွေရဲ့စိတ်ကိုကျွန်တော်ကြည့်ပြီးတော့ဟိုဒါကြောင့်ကျွန်တော်စိတ်ထဲမကောင်းဖြစ်တယ်အဲ့တော့ကျွန်တော်ဂျန်စစ်တယောက်ကအောက်မှာ comment ကျွန်တော်သွားပေးပါတယ်ကျွန်တော်သတင်းမီဒီယာလောကကြီးကဘာဖြစ်နေလဲဆိုတော့လို့ကျွန်တော်သတင်းမီဒီယာလောကကြီးဘာဖြစ်နေလဲဆိုတော့ဟိုချင်းတောင်းထဲမှာရှိနေတဲ့ကဏ္ဍတွေလိုပဲလို့ဟိုချင်းတောင်းထဲကကဏ္ဍတွေလိုပဲလို့ချင်းတောင်းထဲမှာကဏ္ဍတွေရှိတယ်လေထည့်ထားကြည့်ခင်ဗျာချင်းတောင်းထဲမှာကဏ္ဍတွေထည့်ထားကြည့်လိုက်ကဏ္ဍတစ်ကောင်အပေါ်တက်ပြီးဆိုတော့အောက်ကဆွဲချတာအဲ့ချင်းတောင်းထဲကကဏ္ဍတွေလိုပဲလို့အချင်းချင်းပြန်ပြီးတော့အဲ့လိုချနေကြတဲ့လောကကြီးစိတ်ပြည့်စရာကောင်းတယ်ကျွန်တော်တို့မီဒီယာလောကသတင်းမီဒီယာလောကကြီးပြီးရင်ဘာမှမဟုတ်တဲ့ယာရုတေးသေးလေးအတွက်ကိုတခါတည်းကလပန်ထိုးဖို့လည်းဝင်မလေးတဲ့မီဒီယာလောကကြီးဘာမှမဟုတ်တဲ့ယာရု PC လေးအတွက်လည်းကလပန်ထိုးဝင်မလေးတဲ့ရီမန်းချက် PC လေးပေါ့ဗျာဘာမှမဟုတ်တဲ့ဘဝမှာဘာဆုံးဖြတ်ချက်မှပေးဖို့မရှိတဲ့ power လေးတေးသေးလေးအတွက်တောင်မှပဲအတင်းဟိုကလပန်ထိုးဖို့ကြိုးစားတယ်ဟိုနောက်ကျောတိုင်းထိုးကြိုးစားတဲ့လူတွေကလည်းရှိသေးတယ်ဗျာကျွန်တော်လောကတော်တော်စိတ်ပြတ်ဖို့ကောင်းတယ်တော်တော်စိတ်ပြတ်ဖို့ကောင်းတယ်အဲ့တော့ကျွန်တော်နောက်ကမျိုးဆက်တွေကိုကျွန်တော်တခါတည်းပြောနေကျွန်တော်ညီညီမခိုင်းပေါ်တယ်မှတ်ထားလူငယ်တယောက်ကိုအောက်ကညီတယောက်ညီမတယောက်ကိုတဲ့တော်လာရင်တို့ဝိုက်ပြီးတော့ပြောက်ပြီးမခုံနဲ့တင်မိရမယ်ကွာဒီလိုစိတ်မျိုးထားကြမယ်ဒါမှတို့စီနီယာကောင်းပြီးသားမှာဆိုစိတ်မျိုးကျွန်တော်ညီငယ်မျိုးညီမငယ်ဒီလိုပဲကျွန်တော်တင်နေတော့တယ်ဘာလို့ကျွန်တော်ရှေ့မှာမြင်ထားရတယ်ကြည့်ပြီးစိတ်မချမ်းသာလို့ဒီလိုပဲကျွန်တော်ပြောချင်တာအဲ့တော့နော်အဲ့တော့ AR တွေကအုပ်စုတွေလည်းထောင်ကျစေချင်ကြတာလားအဲ့အုပ်စုကရောက်နေတဲ့အုပ်စုတွေမေးချင်တာကိုမင်းတို့ငါထောင်ကျစေချင်တာလားမရောက်လို့ဖြစ်နေဒုက္ခပဲလို့နော်ကဲမော်တယ်ကဲအဲ့ဒါကျွန်တော်တို့ငါပြပြတဲ့နောက်မှာကျွန်တော်တို့ဘာပြောရမလဲဆိုတော့ကျွန်တော်တို့နဂရဗေဒပညာရှင်လို့လည်းခေါ်တဲ့ဝေဒပညာရှင်လို့လည်းခေါ်တဲ့ဆရာဒေါက်တာဖေးညံဒေါက်တာဖေးညံတစ်ဖြစ်လဲဒီဖုန်းကြီးပေါ့နော်ဖုန်းကြီးဝတ်နေတဲ့ဒေါက်တာဖေးညံလုံချန်တက်ဖြတ်ခံလိုက်ရတယ်လုံချန်ဆိုတက်ဖြတ်ခံလိုက်ရတဲ့ဖြစ်စဉ်တစ်ခုဖြစ်သွားတယ်ဗျာအဲ့ဒါကျွန်တော်တော်တော်လေးဒီနေ့မှသိလိုက်ရပါတယ်အဲ့တော့တော်တော်လေးစေမကောင်းဖြစ်ရကြောင်းလေးပထမဆုံးပြောချင်ပါတယ်ဒေါက်တာဖေးညံတော့ကျွန်တော်တစ်ခါမှအပြင်မှာတေချာတစ်ခါမှတော့မစုံဘူးလို့ကျွန်တော်သတိထားမိတယ်ပေါ့နော်ဆိုတော့ဒေါက်တာဖေးညံကဗေဒနကပညာပညာရှင်လည်းခေါ်တယ်ဒီပြက်ကလေးအဖွဲ့လာပါလားမသိအဲ့မှာလဲသူကတကယ်ဖြစ်တဲ့ပုံကိုတယောက်ပေါ့နော်အကြံပေးပုံကိုတူလည်းဖြစ်တယ်ပေါ့ကျွန်တော်တို့သူ့ရဲ့ဂုဏ်ပို့တွေကများပါတယ်နောက်မှသူနိုင်ငံတော်အဆင့်တကယ်ကိုနိုင်ငံတော်အဆင့်ပုံကိုတွေကဆိုသူ့ဒီတိမှတ်ပြုထားတဲ့ပုံကိုတူပါဒေါက်တာဖေးညံပေါ့ဒေါက်တာဖေးညံခေါ်ပေါ့နော်ဒီဘွဲ့မီအရှင်ပညာဝန်သားပေါ့နော်အရှင်ပညာဝန်သားတဲ့နော်ပညာဝန်သားအရှင်ပညာဝန်သားဟာတဲ့မော်ဘီမြို့နယ်စန္ဒကူးမြိုင်သာသနာရိပ်သာမှာသူကဒီတဘာကျောင်းဆောင်လေးနဲ့သူနေတယ်အဲကျောင်းဆောင်လေးတော့ဆောက်တည်တော့ဗျာဆောက်တည်ပြီးသူကတဘာကျောင်းဆောင်လေးသူနေတယ်တော့လည်းဆောက်တည်နေတယ်နေတာပေါ့ဗျာနေတာကြာပြီကြာဆိုပေမဲ့အဲ့လိုကြာနေပေမဲ့သူအေးစင်းနေပေမဲ့ဒီကနေ့မနေ့မှာတော့သူ့ကိုသူ့အခန်းထဲမှာသူ့အိမ်ထဲမှာလဲနေတယ်ဓာတ်တိုင်ရနဲ့သူ့အိမ်ထဲမှာလဲနေတဲ့ဟိုရုပ်အလောင်းပေါ့နော်အဲ့ဒါတွေ့လိုက်ရတယ်အဲ့တော့ဒီနေ့မနေ့လောက်မှာသူဟိုဟာတွေကပေါ့တဘာကျောင်းမှာတော့နေတော့အဲ့ဒီကျောင်းမှာဝေယဝဆက်လုပ်တဲ့အဖွဲ့တွေကဆရာတော်ပြင်ထွက်မလာလို့ဆိုပြီးတော့တကားခောက်တဲ့အချိန်ကြမှာဆရာတော်ကဦးစင်းပေါ့နော်ဖုံဖုံဦးစင်းကအထက်မှာသူ့အိမ်ထဲမှာလားတဲ့လဲနေတာတွေ့တော့အဲ့မှာလည်းပြန်တော်မူနေပြီတဲ့ပြန်တော်မူနေပြီးတော့တွေ့လိုက်ရတော့ဟိုခုချိန်ခုဆိုရင်ဒါဒီနေ့ဆိုရင်ဒီနေမြေတပ်ဖွဲ့တွေနဲ့မြို့နယ်ရဲတပ်ဖွဲ့တွေအကုန်အဲ့ဒီနေမျိုးဆင်းသွားပြီးတော့ခုဒါဒီဖြစ်စဉ်ကိုအမှုလိုက်နေပြီပေါ့နော်ဆက်လိုက်နေပြီဒါဘယ်သူဖြစ်တာလဲဘယ်သူလုပ်တာလဲဒီကွင်းဆက်ကိုတော့ချောက်လိုက်နေပြီပေါ့နော်ဆိုတော့ရုပ်တရက်ကြီးလေဒါကြီးရုပ်တရက်ကြီးဆိုတော့ဒီဟာကဒီဖုံဖုံကနိုင်ငံတော်ကြီးကဲတွေအစင်ပုံကိုတွေကအတိမတ်ပြုထားတဲ့ပုံကိုတို့ဖြစ်တယ်ဦးတန်းရွှေတို့ရောဦးတန်းရွှေလက်ထက်ကလေးကပဲနောက်ဒီလက်ရှိပြည်သူ့လက်တော်ဥက္ကဋ္ဌကြီးတို့ကအစလက်ရှိရန်ကုန်ကအစိုးရရရှိတွေလက်တော်ဥက္ကဋ္ဌတွေအစတကယ်ကိုကြုံလို့တော့ကိုးကွယ်စိတ်ကဟိုတဲ့ဖုံတပါပါနော်ဖုံတပါပါအဲ့တော့သူဟာကလည်းရန်ညွန့်ရန်စားရှိသလားဆိုတော့ရန်ညွန့်ရန်စားဆိုတဲ့ခေါင်းစဉ်ကိုလည်းရှာလို့ကလည်းသိမရှိဘူးပေါ့တခါ PDF လားဆိုတော့လေ PDF ရဲ့ခေါင်းစဉ်လည်းမဟုတ်ပြန်ဘူးမဟုတ်နိုင်ဘူးပေါ့နော်မဟုတ်နိုင်ဘူးပေါ့ဖြစ်နိုင်ချေရှိဆုံးကခံမှန်းကြတာတော့ကျွန်တော်တို့ခံမှန်းကြတာတော့ဒီဆေးကြောင်နေတဲ့ကောင်တွေနောက်တစ်ခါဘာလဲဆိုတော့တခိုးကြပိုးတွေခိုးဆိုးလူနိုင်တွေနောက်တစ်ခါဒီလောင်းကစားကြီးကြုံတွေဖြစ်သွားတဲ့ဒီ online game တွေကျွဲ game 5 game ဘာ game ညာ game ပေါ့အဲ့ game တွေကြီးကြုံဖြစ်သွားတဲ့အုပ်စုတွေပတ်စံလိုတဲ့အခါကျတော့ဖုန်းကြီးစီမှာတွားပြီးတော့ဓမြတိုက်ပုံရပါတယ်ဓမြတိုက်နဲ့လက်လွန်ခြေလွန်တပ်ဖြတ်မိတဲ့ပုံပေါ်ပါတယ်ဖုန်းကြီးဆိုတော့လေဘာဖြစ်တော့အဲ့တော့တပ်ဖြတ်မိတဲ့ပုံပေါ်ပါတယ်အဲ့တော့အဲ့ဖုန်းကြီးကအခုတွေ့နေမှာကွယ်လွန်သွားရှာပါတယ်နော်ဆိုတော့ဒီကွယ်လွန်မှုနဲ့ပတ်သက်ရင်လည်းပြန်လွန်မှုနဲ့ပတ်သက်ရင်လည်းသက်ဆိုင်ရဲတပ်ဖွဲ့တာဝန်ရှိသူတွေကတော့ကွယ်လွန်တာပြန်လွန်မှုသွားတာတပ်ဖြတ်အသက်ခံလိုက်ရတာတော့မှန်ကြောင်းတည်ပြုပါတယ်ကျွန်တော်တို့တည်ပြုပါတယ်ပြီးတော့ဒါပေမဲ့အသေးစိတ်ကိုတော့တို့ဆက်လက်စုံစမ်းနေတယ်မို့လို့ဆက်ပြီးတော့ဒါတော့မသိသေးဘူးပေါ့နော် report တွေကတော့နောက်မှဆက်လိုက်လိမ့်မယ်ဒါတော့အဲ့တော့သဘောတော့ဒီเจ้าကိုလာခဲ့ဘူးသူသွားခဲ့လာခဲ့ဘူးအဲ့ဒါအကုန်လုံးတို့လိုက်ပါလိမ့်မယ် CCTV မှတ်တမ်းတွေရှိရင်လည်းရှာပါလိမ့်မယ်တို့ရတော့စုံစမ်းဖော်ထုတ်ကြပါလိမ့်မယ်ဖော်ထုတ်ပြီးရင်တော့ဒီသူ့ဟာသူအေးဆေးဆေးဒီနိုင်ငံရေးကိစ္စတွေနိုင်ငံအရေးကိစ္စ sorry နိုင်ငံအရေးကိစ္စတွေကနေအေးဆေးနိုင်ပိုင်းနဲ့ဖုန်းကြီးဝတ်နေတဲ့ဖုန်းကြီးတော့အကောင်းမနေရတော့အောင်တွတ်တက်ရတော့အောင်
တော်တော်ဆိုးရတဲ့လူတက်မှုတွေဖြစ်တာကတော့စိတ်မကောင်းစရာပါပဲအဲ့တော့ဒီပြန်လုံတော်မူသွားတဲ့ဆရာတော်အတွက်လည်းဒါကျွန်တော်တို့ဦးစင်းအတွက်လည်းကျွန်တော်တို့ဘာတွေးရမလဲဆိုတော့ကျွန်တော်တို့ဗုဒ္ဓဘာသာယူဆရဆိုရင်တော့ဝတ်ပေါ့ဗျာဝတ်ကျွေးလို့ပဲပြောမှာပေါ့နော်ဟိုတည်တဲ့လူပြန်လုံတော်မူသွားတဲ့ကိစ္စကိုမှားတယ်မှန်တယ်ကောင်းတယ်မကောင်းတယ်ပြောတာမဟုတ်ဝတ်ကျွေးပေါ့ကျွန်တော်တို့ပါပေါ့အတိတ်ဝတ်ကျွေးကံပါလာရင်ကျွန်တော်တို့ကလက်တွေ့ဘဝမှာဆက်ရလိမ့်ရှိတယ်ဆိုတော့မျိုးပေါ့နော်ဆိုတော့ဝတ်ကျွေးကံပါလာရင်ကျွန်တော်တို့ဆက်ရတယ်ဝတ်ကျွေးကံဆိုတာကလည်းရှင်းပြကျွန်တော်တို့ဝတ်ကျွေးကံမှာတပားသူရဲ့လက်ချက်နဲ့တည်ဆုံးနိုင်တယ်ဆိုရင်တေချာပေါ့တပားလက်ချက်နဲ့တည်ဆုံးတာများပါတယ်ဟိုနေတာများတာစောတာနောက်ကြတာအဲ့ဒါတော့ကံဟိုရှေ့နောက်ရွှေ့တာမျိုးလေးတော့ရရချီလောက်တာရှိတယ်ပေါ့နော်သို့တော်လည်းတေချာတော့မလွတ်ဘူးပေါ့နော်ဘာလို့ကျွန်တော်တို့ဗုဒ္ဓရဲ့လက်ဝဲရလက်ရရန်ဒီလိုအက္ခတာဝကကြီးတောင်ဒါကြုံခဲ့ရဘူးတယ်ဆိုတော့ဒါတွေဟာတိတိလေးတော့မဟုတ်ပါဘူးဟိုဝတ်ကျွေးတွေကကြီးပါတယ်ဗုဒ္ဓတော့ဒီဝတ်ပါလာတဲ့ခါဝတ်ကျွေးပါလာတဲ့ခါခံရဘူးတော့ဆိုတော့ကျွန်တော်တို့ဒါဝတ်ကျွေးတစ်ခုပေါ့နော်ဟိုဒီဦးဒေါက်တာဖေးညံပညာရှင်ဘဝကနေပြီးတော့ဒီဘုန်းကြီးဝတ်တဲ့အချိန်ကြမှာပဲကျညာမှန်ဒီလူမတမာတဲ့လူရန်ကားတယောက်ရဲ့တပ်ဖြတ်ခြင်းကိုခံလိုက်ရတာပေါ့နော်ဟိုလူမတမာတဲ့လူရန်ကားတယောက်တပ်ဖြတ်ခြင်းခံရတာအဲ့တော့ဒီခါကျရင်ပညာရှင်တွေပညာတတ်တွေဟာလူမတမာတဲ့လူရန်ကားတွေနဲ့တပ်ဖြတ်ခြင်းခံရတာမျိုးကသိချင်တာကိုကောင်းတယ်ဟိုတိုင်းပြည်တွေကောင်းကျိုးပြုရင်းနဲ့တိုင်းပြည်တွေအကျိုးပြုရင်းနဲ့သူကသူဘာဖြစ်လို့ဟိုကောင်းမကျိုးပြုတက်တွေကြီးလာလို့ကျမရေးကြောင့်ဝယ်လွန်သွားတယ်ဆိုတာလူဖြစ်စဉ်တိုင်းသွားတယ်ဆိုတာမျိုးကောင်းပါတယ်ကိုကတပားသူရဲ့တပ်ဖြတ်ခြင်းခံရတယ်ဆိုကိစ္စမျိုးကြီးကတော့မကောင်းပါဘူးသိတော့မကောင်းဘူးပြီးတော့သက်ဆိုင်ရာတာဝန်ရှိတဲ့ရတပ်ဖွဲ့ဝင်တွေနဲ့လည်းစူးစမ်းပန်းဖော်ထုတ်နေတယ်လို့အမှုဖော်ထုတ်နေကြတယ်အဲ့တော့မြန်ဆန်ဖော်ထုတ်ပြီးတဲ့နောက်အမှုပေါ်ပေါက်တဲ့ခါတတ်တဲ့တရားခံကိုထိရောက်တဲ့ရေးယူမှုတွေလုပ်လိုက်မယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်တရားရေးကလည်းထိရောက်ရေးယူလိမ့်မယ်လို့ယုံကြည်ပါတယ်เนาะအဲ့တော့တရားရေးတွေဘာလို့သက်ဆိုင်ရာထိရောက်ရေးပြီးထောင်တွေပါချပလိုက်ပေါ့ချပြီးသွားရင်တော့တခုပဲလွတ်ငိမ့်အနေနဲ့လွတ်ငိမ့်နေပါလိများရှိလာခဲ့ရင်လည်းစဉ်းစားဆင်ခြင်ကြဖို့တော့သက်ဆိုင်ရာအာဏာပိုင်လူကြီးတွေတာဝန်ရှိသူတွေကိုတိုက်တွန်းပါတယ်เนาะဒါလေးတော့ကြုံကြိုက်လို့ဒီနေ့အဲ့ဒါလေးအရင်ထည့်ပြောတာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့နောက်တစ်ခုကဘာပြောရမလဲဆိုတော့ဒီကိစ္စပြောသလိုတော့ပြည်မကွေးဘက်မှာပေါ့နော်ပြည်မကွေးဘက်မှာပြည်နဲ့မကွေးဘက်မှာပေါ့နော်ဒီဒူရဲမူကြီးအဆင့်ပါတဲ့ကားစီပြစ်ခတ်ခံရတဲ့ဖြစ်စဉ်တစ်ခုမနေ့ကဖြစ်သွားပါတယ်နော်ပြည်မကွေးပေါ့ပြည်မကွေးကားလမ်းပေါ့ပြည်နဲ့မကွေးသွားတဲ့ကားလမ်းမှာမနေ့ကဇူလိုင် 1 ရက်နေ့လေလောက်ကဖြစ်သွားတာပါဒူရဲမူကြီးအဆင့်ပါတဲ့ကားပေါ့နော်ဒူရဲမူကြီးအဆင့်ပါတဲ့ကားဒူရဲမူကြီးဆိုခရိုင်ရဲမူအဆင့်ပေါ့နော်ခရိုင်ရဲမူအဆင့်ပါတဲ့ကားဌာနဆိုင်ကားစီပြစ်ခတ်တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်တစ်ခုဖြစ်သွားတယ်အောင်လန်ခရိုင်ရဲတပ်ဖွဲ့မှုဒူရဲမူကြီး1 line လို့ခေါ်တယ်သူကစင်ပောင်ဝဲမျိုးကိုထွက်တဲ့အချိန်ပြည်မကွေးကားလမ်းမှာဖျားတောင်ဝိတ်ကြီးပါအနားမှာတဲ့နော်လက်နက်ကိုင်ဖွဲ့နေပြစ်ခတ်တိုက်ခိုက်လိုက်တယ်ပြစ်ခတ်တိုက်ခိုက်လို့အဲ့မှာတချို့ထိခိုက်မှုတွေရှိသွားတယ်ပေါ့နော်ထိခိုက်မှုတွေရှိသွားတယ်အဒဏ်ရာရတယ်ရှိတယ်နေပါဖြစ်သွားတယ်ပေါ့ဗျာเนาะအဲ့တော့ကျွန်တော်တို့ website မှာတော့အဲ့သတင်းကိုအကြမ်းမြင့်တင်ထားတာရှိပါတယ်အမှုခင်းဖြစ်စဉ်အသေးစိတ်ကိုတော့ကျွန်တော်တို့သေးစိတ်ကိုတော့ဒီရဲတပ်ဖွဲ့ထုတ်ပြန်ချက်သို့မဟုတ်ရဲရှိကနေရဲချင်းနိုင်ပါလို့တော့ကျွန်တော်တို့မရဘူးပေါ့မရတော့တေချာအကြမ်းမြင့်တော့ပြောရခက်တယ်ပေါ့နော်သို့တော်လဲကျွန်တော်တိတလောက်ပြောပြရရင်เนาะတိတလောက်ရသလောက်ပေါ့နော်ကျွန်တော်ရသလောက်စုံစမ်းမိသလောက်ပြောပြရရင်เนาะအဲ့ဒီ PDF အဖွဲ့ကလုပ်တယ်လို့ကျွန်တော်တို့အကြမ်းမြင့်သိရတယ် PDF အဖွဲ့ဆိုတော့ဒီဖျားတော်ဝေကြီးရွာဘက်ကိုဒီရဲဒူရဲခဲရဲမှုကြီးအဆင့်အုပ်ပို့စုတွေဖွဲ့တယ်လာလိမ့်မယ်အွန်လိုင်းကနေစင်မောင်ဝက်ဘက်ကိုသွားတာကိုလာလိမ့်မယ်ဆိုတော့သတင်းကဒီ PDF ဖွဲ့ကကြိုရခဲ့ပုံရပါတယ်ရတဲ့အခါကျ PDF ဖွဲ့ကခံမှန်းချေ15ရောက်20လောက်ရှိတယ်အုပ်စုဖွဲ့ပြီးတော့သူတို့6မြောင်းပြီးတော့လက်နက်ငယ်လက်နက်ကြီးနဲ့ပြက်ခတ်တိုက်ခိုက်မှုလုပ်တယ်ပေါ့ဗျာပြက်လိုက်ပြီးတော့မိနစ်20 30လောက်ကြာတယ်ပေါ့အပြန်လာပြစ်တာခတ်ကြတယ်ဖြစ်တော့ရဲတပ်သားတယောက်ရဲတပ်ချက်တယောက်ပေါ့နော်သူကဥကောင်းကြည်ထိခံပြီးတော့ထိပြီးတော့ဒဏ်ရာရပြီးဆုံးသွားတယ်ရဲအုပ်တယောက်ကတော့ညာဘက်တင်မထိတယ်သူရဲမူကြီးဝန်းလိုက်တော့ဒီညာဘက်လက်ကောက်ဝဲမှာထိမှန်တိုင်းနည်းနည်းရသွားတယ်လို့သိရတယ်ဒါပေမဲ့လူကဘာမှမဖြစ်အေးဆေးပေါ့နော်အဲသူတို့အောင်လန်ဆေးကိုအခုလောဆယ်တော့ရောက်နေပြီပေါ့နော်ရောက်နေတယ်ဘာမှမဖြစ်တယောက်တော့စုံသွားနော်အရက်သားတယောက်လည်းအဲ့မှာဘာမဆိုင်ညာမဆိုင်ဖြတ်သွားတဲ့အရက်သားတယောက်ပါနှစ်ထင်တနက်ထိပြီးတော့အဲ့မှာဟိုတေးဆုံးသွားတယ်လို့သိရတယ်ဘာမဆိုင်ဖြတ်သွားတဲ့အရက်သားတယောက်ပေါ့နော်ဘာမဆိုင်ဖြတ်သွားတဲ့အရက်သားသူလည်းထိသွားတယ်နောက်တခြားလူတချို့လည်းထိခိုက်ဒဏ်ရာရှိသူရှိတယ်အနေငယ်ရှိခဲ့တယ်လို့သိရတယ်ဆိုတော့ဒီပြည်မကွေးကားလမ်းပေါ်မှာဒီလိုမျိုးခရိုင်ရဲမှုအဆင့်ဒီလိုဖြတ်မယ်ဆိုတာကိုနော်ပြည်မကွေးကားလမ်းပေါ်မှာဖြတ်မယ်ဆိုတာကိုကသတင်းကြိုပေါက်စေတဲ့အကြောင်းရင်းကဘာလဲဆိုတော့သက်ဆိုင်ရာအာဏာဖွဲ့စည်းပြီးတော့စုံစမ်းသိပြီလို့ယူဆတယ်စုံစမ်းလိမ့်မယ်လို့ယူဆတယ်ပြီးတော့ကျွန်တော်တို့အဲ့ဒီဘကိုးပေါ့နော်ဘကိုးရဲ့အဲ့ဒီရိုးမနဲ့ကိုက်ရဲ့ဆက်ရဲ့အချမ်းတွေပေါ့နော်အဲ့နာတဝိုက်တွေဟာအခုအချိန်ထိ PDF တွေကအုပ်စုဖွဲ့ပြီးဟိုသွားဒီသွားဟိုလာဒီလာဟိုဝင်ဒီဝင်နေရှိနေတယ်ဘကိုးထဲမှာပေါ့နော်ဘိုးရင်းစာကြီးထဲမှာ PDF တွေကျင်လဲကျစားနေတယ်အဲ့ဘကိုးရိုးမကိုအမိပြုတ်ပြီးတော့တက်လိုက်ဆင်းလိုက်အောက်ဆင်းလာလိုက်ရွာတွေထဲဝင်လိုက်ရက်ကွက်တွေလမ်းတွေထဲဝင်လိုက်စသဖြင့်ဝင်ပြီးတော့ပဲလိုက်သူတို့မထင်သူတို့လူဖမ်းလိုက်ပြစ်တက်လိုက်ဟိုစစ်သားတွေပတ်သက်တဲ့ဆိုပြီးဆွဲလိုက်လူချင်းနဲ့ရွာရိတ်ခါသွားတောင်းလိုက်အနိုင်ချင်းလိုက်လမ်းမှာဆက်ကြီးကောက်လိုက်စသဖြင့်အဲ့လိုပတ်လက်ရိုက်ပြီးတော့အဲ့ဒီထဲမှာလုံနေကြတယ်ပေါ့နော်ဆိုတော့စစ်စင်ရေးကတော့လုံတင်တယ်ပေါ့နော်လုံတင်တယ်စစ်စင်ရေးလုံတင်တယ်ပြီးရင်ဖြစ်စဉ်ဖြစ်ရတစ်ခုဖြစ်ပြီဆိုတာနဲ့
နိုင်ဝက်မိနစ်နိုင်ဝက်အတွင်းရောက်သူ15မိနစ်အတွင်းရောက်လို့အဲ့လိုချက်ချင်းသွားနိုင်အောင်မြန်ဆန်လှုပ်ရှားနိုင်တဲ့ဒီလှုပ်ရှားနိုင်တဲ့mechanism တစ်ခုပေါ့နော်တစ်ခုတော့စီစဉ်တင်ပြီလို့ကျွန်တော်မြင်တယ်စီမံကုန်းတစ်ခုလုပ်တင်ပြီလို့မြင်တယ်ဘာလို့မဟုတ်ရင်ဥက္ကဋ္ဌရဲမှုကြီးအဆင့်ဆိုတာတိတိလေးမဟုတ်ဘူးအဲ့ဒီအဆင့်တွေဖြစ်တာဆိုတော့နည်းနည်းတော့သတိထားမှာပေါ့နော်ပြီးတော့တက်မှလည်းတက်ကဟိုကာနေကြီးအဆင့်တွေပါအစားတစ်ခါတော့လေသတင်းတွေသွားရလိုင်းသတင်းပေါက်ပြီးတော့ဘာဖြစ်တာမျိုးတွေဒါမျိုးတွေလည်းရှိတတ်တယ်ပေါ့နော်ဆိုတော့ဒါတွေကတော်တော်သတိကြီးထားရမယ်ကိစ္စဗျအခု PDF တွေကသူကဟိုအုတ်ချုပ်ရေးအာဏာကိုလွှဲပြောင်းယူနေတဲ့အဆင့်မျိုးရှိသလားဆိုတော့မရှိဘူးဒါပေမဲ့အုတ်ချုပ်ရေးအာဏာကိုအနောက်ရှက်ပေးနေတယ်ဆိုတော့အနောက်ရှက်ပေးနိုင်တယ်အဲ့ဒါကိုသွားတွေ့နေရတယ်ဆိုတော့ဒါမြို့တစ်မြို့ကို PDF တွေကတက်ရောက်သိမ်းပိုက်ပြီးတော့မြို့တစ်မြို့ဝင်အုပ်ချုပ်နိုင်သလားမင်းဘလို့မှမြို့တစ်မြို့ကိုအုပ်ချုပ်ဖို့ PDF တွေမဖြစ်နိုင်ဘူးနော်မဖြစ်နိုင်ဘူးယာယီသားခဏရရင်ဗျအင်အားကောင်းတယ်အုပ်နဲ့ချင်းနဲ့ထောင်နဲ့ချင်းနဲ့ဝိုင်းတိုက်လို့ယာယီရရင်ရသွားမယ်ခဏကြာရင်တက်မတော်ပြန်လဲသိမ်းပိုက်တယ်တက်မတော်လက်ထက်ပြန်ရောက်တာပဲဆိုတော့တဘောကတော့လူရင်းပြောရရင်ဒီ PDF တွေဟာမြို့တစ်မြို့ကိုအပိုင်သိမ်းနိုင်တယ်ပြီးနှစ်ပေါင်းများစွာအထောက်တစ်နှစ်နှစ်လောက်တော့အပိုင်ထိန်းထားနိုင်တယ်ဆိုတာမရှိပါဘူးမြို့တစ်မြို့ကို9နှစ်ကြာအောင် PDF တွေကအနိုင်သိမ်းပိုက်ထားနိုင်တဲ့ဟာမျိုးမရှိဘူးအဲ့တော့အဲ့ဒါကြည့်ချင်းအဖြစ်အုတ်ချိုရေးအာဏာကိုသိမ်းပိုက်နိုင်တဲ့အဆင့်မှာ PDF တွေမှာမရှိဘူးအုတ်ချိုရေးအာဏာကိုသိမ်းပိုက်နိုင်တဲ့အဆင့်မရှိဘူးမရှိတော့လဲဘာဖြစ်လဲဆိုတော့အုတ်ချိုရေးရန်တရားကိုအနှောက်ယှက်ပေးနိုင်တယ်ဆိုတော့ပြဿနာအုတ်ချိုရေးရန်တရားအနှောက်ယှက်ပေးတာကြတော့ပေးလို့ရတယ်ဗျတယောက်တည်းရှိလဲပေးလို့ရတယ်အုတ်ချိုရေးရန်တရားအနှောက်ယှက်ပေးတာတယောက်တည်းရှိလဲပေးလို့ရဘာလို့ဆိုတော့သူကလက်ထဲမှာတန်းရှိရလေစိတ်ထဲမှာသူ့စိတ်ထဲမှာတယောက်ကလို့မတင်ကားလို့ရဲတွေဖြတ်သွားတယ်လို့ရဲကိုသူကစိတ်ထဲမှာမကျင်းတဲ့လို့လူရှင်းနေဆိုရင်လေဓာတ်ကိုပြစ်တတ်ပြီးတော့တနတ်ဖွဲ့ပြီးတော့ရသားလို့မသိအောင်ဆောင်ပြီးတော့သူကတော့ပြန်သတင်းပေးလို့ရတယ်အာရက်တပ်ပေါ်တယောက်ကိုမှမသိတဲ့လူတယောက်ကပြစ်တတ်တော့တွေ့ရတယ်တော်တဲ့ဒုံမြေးသွားပါတယ်ဆိုပြီးတော့ပြောပြီးဂျင်းထဲလဲရတာပဲဆိုတော့တခါတရံကြရင်ဒီအနောက်ရှက်တော့ပေးလို့ရတယ်ပေါ့နော်နောက်အုတ်ကြီးတွေကိုသွားတတ်တာအုတ်ကြီးတွေသွားတတ်တာရဲတွေတတ်တာအစိုးရဝန်ထမ်းတွေတတ်တာလက်ဖြတ်တာပေါ့ဒါမျိုးတွေလုပ်ပြီးအကြောက်တရားတွေနဲ့သူကဒီအုတ်ချုပ်ရဲတရားအနောက်ရှက်ပေးတာလုပ်လို့ရတယ်ဒါကြောင့်အုတ်ချုပ်ရဲတရားအနောက်ရှက်ပေးတာမျိုးမဖြစ်အောင်ဒီအုတ်ချုပ်ရဲတရားအနောက်ရှက်ပေးတဲ့သူတွေမှန်သမျှကိုပြက်ပြက်သားနှိမ်နေတဲ့ကိစ္စတော့လုပ်ဖို့လိုတယ်ဘာလို့နိုင်ငံတော်အချုပ်ချာအာဏာနိုင်ငံတော်အုပ်ချုပ်ရေးရန်တရားအုပ်ချုပ်ရေးအာဏာကိုထိပါတယ်ဆိုတာပွင့်လင်းပြောရင်တော့ဒီအကြမ်းဖက်သမားတွေအတွက်ပြေးစရာမြေမရှိအောင်တော့လုပ်တင်တယ်ပေါ့နော်တစ်ဖက်ကလက်ရိုက်ပြီးဖိတ်ခေါ်နေမယ်တစ်ဖက်မှာတော့ပွင့်လင်းပြောရင်တော့ဟိုခေါ်လို့လာတဲ့လူစောက်ချောက်လို့ရရင်မဲ့တတ်တမဲ့အနောက်ရှက်ပေးတဲ့လူကြတော့ဒါနှိမ်နေရမယ်တာဝန်တော့ရှိတယ်ဒါအကြမ်းဖက်သမားဖြစ်သွားပြီပေါ့ဒါတော့ပြောတင်တယ်ဒါတော့ပြုတ်တင်တယ်ကျွန်တော်မြင်တယ်အဲ့တော့လူရဲမှုအဆင့်ဒါကံကောင်းလို့သူဟိုဒါရှင်ပပနဲ့ရှင်လုံနိုင်ခဲ့လို့ဒါသူဘာမှမဖြစ်တော့ဗျာမဟုတ်ရင်ခင်ဗျာသူရဲ့မှုအစ်ဟိုလောက်ကြနိုင်ခဲ့လို့ရရင်ဒီကောင်လေးအောင်ပွဲခံကြအောင်မယ်အောင်ပွဲခံကြအောင်မယ်တခါကြရလဲကောင်လေးကအောင်ပွဲခံရုံတက်တက်ပဲမွေးလာသူတွေသာဖြစ်တယ်ပြီးရင်တော့အချိန်တိုင်းအောင်ပွဲခံတာဟိုအောင်ပွဲခံတာရှိအောင်ပွဲခံတာအရင်ဆုံးပြီးရင်တစ်ဖွဲ့လုံးကရှာမရတော့မြေမှာလည်းမရှိတော့ဘူးအောင်ပွဲခံတာဗီဒီယိုကလစ်ပဲကြံခဲ့တယ်လူတွေမရှိတော့ဘူးအဲ့လိုမျိုးတွေဖြစ်သွားတဲ့အခင်းချင်းတွေကမြန်မာပြည်အလဲပိုင်းမှာအများကြီးပဲဖြစ်နေတယ်နော်ထားပါတော့ဒါတွေကတော့ဒါဖြစ်ရလေးတွေကိုပြောပြတာပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဒီကာလတွေမှာဒီ9နှစ်အတွင်းမှာပေါ့နော်ကျွန်တော်တို့ဒီ9နှစ်အတွင်းမှာပေါ့နော်9နှစ်ပေါ့2021ကစရင်9နှစ်ပေါ့ဒီ9နှစ်အတွင်းမှာဒီပရိပခတွေကြောင့်တေဆုံးရတဲ့လူဦးရေတသိန်းကျော်ရှိတယ်ဆိုပြီးတော့နော် ACLED ဆိုလို့ခေါ်တဲ့ဒီပရိပခစောင့်ကြည့်ရေးအဖွဲ့ကနေပြီးတော့ထုတ်ပြန်ချက်တစ်စောင်ထုတ်လိုက်တယ်ထုတ်လိုက်တော့ကျွန်တော်အဲ့ဒါကြည့်ပြီးတော့ဒီလောက်ဗျာကျွန်တော်နိုင်ငံမှာဟိုဖြစ်တဲ့ပွဲတွေကြောင့်တေဆုံးကြတဲ့လူဦးရေဒီလောက်များတယ်ဆိုတော့စိတ်တော့မကောင်းပါဘူးเนาะ ACLED ဆိုတာကဒီပရိပခကိုစောင့်ကြည့်ပရိပခစောင့်ကြည့်ပြီးတော့အချက်လက်စုဆောင်းရေးအဖွဲ့လို့ခေါ်တယ်အဲ့ဒါဒီ armed conflicts location and event data ပေါ့နော်အဲ့ဒါအဖွဲ့ပေါ့နော်အဲ့ဒီအဖွဲ့ကနော် ACLED ဆိုတော့အဲ့ဒီအဖွဲ့က SLEC ပေါ့နော် SLEC လို့ပဲခေါ်မလားပေါ့နော်အဲ့ဒီအဖွဲ့ကနေပြီးတော့သူကအစီရင်ခံစာတစ်စောင်ကိုမနေ့ကထုတ်ပြန်တယ်သူတို့အစီရင်ခံစာထဲမှာမြန်မာနိုင်ငံမှာဖြစ်တဲ့ဒီပရိပခအတွင်းမှာလူ3သိန်းကျော်သေဆုံးမှုတွေရှိခဲ့တယ်ကိန်းဂဏန်းအပမာဏအားဖြင့်ဆိုရင်3သိန်းနဲ့134ဦးရှိပါတယ်လို့သူတို့ကတော့ဖော်ပြတယ်သူဒီ data ဘယ်ကိုကိုးကိုက်ဖော်ပြလဲတော့သူတို့မသိရဘူးဒီ data ဘယ်ကိုကိုးကိုက်ဖော်လဲမသိရဘူးကျွန်တော်တို့ခံမှန်းချက်ကတော့သူကဒီပြည်ပြင်းမီဒီယာတွေရဲ့ data တွေကိုသူကအဲ့ဒါတွေကို Google မှာခောက်တယ် website တွေကကြည့်တယ်အဲ့စီးရင်တွေကိုပြုစုပြီးတော့မှဒီစီးရင်တွေကိုပြန်ပေါင်းပြီးတော့စီးရင်ခွဲပြီးတော့အုပ်စုခွဲပြီးတော့ဒါသူတို့ဖော်ပြရလို့ယူဆတယ်ဆိုတော့ဒီဖော်ပြချက်ကလက်ရှိမြေပြင်မှာဖြစ်တဲ့ကိန်းဂဏန်းနဲ့ညီမျှသလားဆိုရင်နီးစပ်မှုတော့ယာရင်တော့တစ်ခုတော့ဖြစ်နိုင်တယ်အပြည့်အဝတော့မဟုတ်ဘူးသို့တော့လူသိန်းကျော်တည်ဆုံးနေဆိုတာတော့ဖြစ်နိုင်တယ်အဲဒါဆိုဒီ9နှစ်တာပြိပခါအတွင်းမှာတည်ဆုံးနေသူကပမာဏမနည်းဘူးပြ PDF တွေတက်လို့တည်တာရှိတယ်တိုက်ပွဲတွေမှာတည်တာရှိတယ်အဲတိုက်ပွဲတွေမှာတည်တာရှိသလိုတခါပြိပခါတွေကြားထဲမှာညက်ပြီးတော့ဟိုပြက်ခတ်ခံရလို့တည်သွားတဲ့အရသားပြည်သူတွေရှိတယ်ဆိုတော့အရသားပြည်သူတွေရောဒီပါဝင်ပတ်သက်သူတွေရောတည်ကြရတဲ့ဖြစ်စဉ်ရှိတယ်သိန်းနဲ့ချီတယ်ဆိုတာတကယ်ဖြစ်နိုင်တယ်ဒါပေမဲ့တသိန်းကျော်ဆိုတဲ့ကိန်းဂဏန်းကတော့ရာနှုန်းပြည့်မှန်ဖို့တော့မဖြစ်နိုင်ဘူးဖြစ်စဉ်တကယ်တည်ဆုံးသူတွေရဲ့ပမာဏရဲ့ကျွန်တော်ထင်တယ်
နဲသေးတယ်ပေါ့နော်နဲသေးတယ်ဖြစ်နိုင်ကြီး80နှုန်းနဲ့ပုံမှန်ဖို့မသိကြဘူးပေါ့နော်ဒါပေမဲ့လူသူကတသိန်းကျော်သေးရဆိုကျွန်တော်ပြောရတာတကွာတသိန်းခွဲထက်မနေသေးတယ်လို့ခံမှန်းလို့ရတယ်ဘာလို့ဆိုမနေဘူးကြကျွန်တော်တို့ခံမှန်းတဲ့ data အရဆိုမနေဘူးဘာလို့ဆိုကောက်ကွက်တွေအရလုဖြစ်သွားတဲ့ပြက်စီးသွားတဲ့မျိုးတွေအရအနေထားတွေအရဆိုရင်သေးတဲ့လူကတသိန်းခွဲထက်မကရှိလိမ့်မယ်နှစ်ဖက်မှာသေးတာနဲအောင်မို့တာစင်းရင်ပြောက်အင်းပြောက်နဲ့ပြောက်သွားတဲ့လူကနဲမနေတာဗျာနော်ဆိုတော့လူသိန်းကျော်ထက်မနေသေးဘူးများတယ်နော်ကျွန်တော်ခံမှန်းတာပေါ့နော်ဒါခံမှန်းချက်ပါအဲ့တော့ဒီလောက်ပမာဏတွေတည်ဆုံးခဲ့ကြပြီးပြီပေါ့နော်ဒီ ACLED SLAC ရဲ့ထုတ်ပြန်ချက်မှာတသိန်းနဲ့114ဦးတည်တယ်လို့ထုတ်ပြန်ချက်မှာနော်ထုတ်ပြန်ချက်အရဆိုရင်ဒီလောက်တည်ပြီးသွားပြီဆိုရင်ဒီတည်ဆုံးမှုတွေရဲ့အဓိကတရားခံတွေကဘယ်သူတွေလဲလို့မေးရင်ကျွန်တော်တို့ကလက်နက်ကင်ထားတဲ့သူတွေကိုနံပါတ်1လက်ညှိုးထိုးကြလိမ့်မယ်အဲ့တော့ तू က ACLED တွေကလည်းဗာပြောလို့ဆိုလက်နက်ကင်အဖွဲ့အစည်းပေါင်း1200ကျော်ရှိနေတယ်လို့ तू ကပြောတယ်ကမ္ဘာပေါ်မှာလက်နက်ကင်အဖွဲ့အစည်းအများဆုံးနိုင်ငံတဲ့မြန်မာနိုင်ငံ तू အဲ့လိုညွှန်းဆိုထားတယ်မြန်မာနိုင်ငံကကမ္ဘာပေါ်မှာလက်နက်ကင်အဖွဲ့အစည်းအများဆုံးနိုင်ငံဖြစ်တယ်လို့ကို ACLED တွေကအတိအကျ तू က data ထုတ်ပေးထားတယ်ဟုတ်လားဆိုတော့ဟုတ်တယ်ဘာလို့လဲ9ယောက်နဲ့တစ်ဖွဲ့6ယောက်နဲ့တစ်ဖွဲ့လက်နက်ကင်အဖွဲ့ဆိုတာနဲရမှာမဟုတ်အဲ့တော့တခါကျကျွန်တော်နောက်တယ်မလားကျော်လူအာမီဆိုကောက်ထောင်းလိုက်ရင်ကျွန်တော်ထောင်းလိုက်လို့ရှိရင်လက်နက်ကင်ဖွဲ့ထောင်းလိုက်ရင်ကျွန်တော်လည်းသိကြတယ်ရာခိုင်နှုန်းတစ်ခုတော့ရလိမ့်မယ်ရရင်အဲ့မှာကျွန်တော်အာမီပြီးတော့ငင်းငင်းယူပါတယ်ဆိုခွက်လေးဝိုင်းခွက်သွားတိုက်အဲ့လိုသွားလုပ်ရင်တော့ရတယ်ဆိုတော့မျိုးအဲ့လိုမျိုးဖွဲ့ချင်တိုင်းဖွဲ့လို့ရတဲ့ data ဖြစ်နေတယ်လူကဗျာပေးတဲ့နည်းနည်းသိတယ်ဆိုတာနဲ့အဲ့ကောင်ကတော်ရဲထွက်သွားပြီးတော့တနက်ကင်လိုက်တာနဲ့သွားရောအဲ့ကောင်နောက်မှာပါသွားမယ်လူကတူကြီးပါသွားအောင်မှာဆိုတော့ဒီလိုမျိုးပြိပခါတွေကိုသူကဒီပြိပခါတွေပေါ်နေအကျိုးစီးပွားရှာဖို့လှုပ်ရှားတဲ့အုပ်စုတွေကတတ်ကိုပေါ်လာမှာလက်နက်ကင်ပြိပခါတွေအဲ့တော့ခုနလက်နက်ကင်အဖွဲ့ပေါင်း1200ကျော်ရှိတယ်ဆိုတာအဲ့ဒါဖြစ်နိုင်တယ်အခုခင်ဗျအညာဒေသမှာတော့သူ့အဖွဲ့သူ့ငါတက်ငါတူတက်နဲ့အချင်းချင်းတွေပြန်တက်ကြတဲ့ဇလန်တွေအခုချိန်ကြီးအညာမှာဖြစ်နေတယ်အညာတယ်လားဆိုတော့ဒီအခြားဒေမီနယ်မြေတီးလက်နက်ကင်နယ်မြေတီးမှာလည်းဖြစ်နေတယ်ခင်ဗျဟိုမှာကချင်မှာလည်းတက်ကြတယ်ချင်းမှာလည်းတက်တာပဲရှမ်းမြောက်မှာလည်းတက်တာပဲရှမ်းမြောက်မှာလည်းချတာပဲရှမ်းမြောက်မှာလည်းရှမ်းတောင်မှာလည်းတက်တာပဲတခါကရားမှာလည်းတက်ကြတာပဲအချင်းချင်းတက်တာအချင်းချင်းတွေဖျားကြတယ်အချင်းချင်းစော်တယ်နော်ကရင်မှာလည်းတက်တာပဲကရင်မှာလည်းတက်တာပဲရခိုင်မှာလည်းတက်တယ်လို့ရခိုင်မှာလည်းတက်တာပဲရခိုင်မှာလည်းတက်တာပဲဆိုတော့အချင်းတွေတက်ကြဖြတ်ကြတွေနဲ့အညာဒေသတွေအကုန်ဖြစ်နေတော့တော်တော်များတယ်ဒီချင်းခင်းချင်းရလူပေါင်းတသိန်းကျော်တည်နိုင်တယ်ဆိုတာဖြစ်နိုင်တယ်နောက်တစ်ခါဒီပြိပခါရကနေစုတ်ခွာထွက်ပြေးတဲ့လူက3တန်းကျော်ရှိတယ်လို့သူကဒီ SLAC ကထုတ်ပြန်တယ်ဆိုတော့တော်တော်ဟိုမြန်မာနိုင်ငံမှာကမ္ဘာပေါ်မှာလက်နက်မြန်မာနိုင်ငံကမ္ဘာပေါ်မှာလက်နက်ကင်ထားတဲ့အုပ်စုလူ1200ကျော်ရှိတယ်အုပ်စုပေါင်း1200ကျော်ရှိတယ်ပေါ့နော်အဲ့တော့အဖွဲ့အစည်းပေါင်း1200ကျော်ရှိတဲ့ကမ္ဘာမှာလက်နက်ကင်အဖွဲ့အစည်းအများဆုံးနိုင်ငံအခုဖြစ်နေမှတ်တမ်းဝင်သွားတာကတော့ဂင်းနစ်အဖွဲ့အစည်းရတာဂင်းနစ်အဖွဲ့အစည်းရတာ record ဂင်းနစ် record သာပေးမယ်ဆိုရင်မြန်မာပြည်ရဲ့ထိပ်ဆုံးကနံပါတ်1ကရလိမ့်မယ်အဲ့တော့ကျွန်တော်တို့ဒါကိုဘယ်လို short ချမလဲဆိုတော့မိကုန်းကစပြောကြရေးဆိုရင်ကျွန်တော်တို့ခင်ဗျားတို့ပြည်သူလူထုတဦးချင်းစီရဲ့စိတ်နေစိတ်ထားတွေကိုစပြောင်းအောင်ကျွန်တော်တို့အားလုံးစိတ်နေပြောင်းအောင်အစိုးရပြောင်းအောင်မယ်လက်နက်ကင်တွေလည်းပြောင်းအောင်မယ်ကျွန်တော်တို့လည်းပြောင်းအောင်ခင်ဗျားတို့ကျွန်တော်လည်းပြောင်းအောင်ဘာလို့ပြောင်းအောင်လဲဆိုတော့ကျွန်တော်တို့ဒီလောက်လူတွေသိန်းနဲ့ချီသေးခဲ့ပြီးပြီဒီ9နှစ်ကျော်တွင်းမှာကျွန်တော်တို့အဲ့လောက်သေးပြီးတော့သင်ခန်းစာမယူနိုင်ကြသေးဘူးလားဒီလောက်သေးပြီးတော့ကျွန်တော်တို့ခုချိန်ထိဒီလောက်လူသိန်းကျော်တည်ထားပြီးတယ်ဆိုတဲ့ကိန်းဂဏန်းတွေရတာတော့ကျွန်တော်တို့ကခုချိန်ထိသင်ခန်းစာမယူကြသေးဘူးလားအဲ့ဒီသိန်းကျော်ထဲမှာခင်ဗျားတို့ရဲ့ညီကိုမောင်တို့ရဲ့ဆွေမျိုးသားချင်းတွေချစ်ခင်ရသူတွေလည်းပါအောင်ပါနိုင်တယ်ကျွန်တော်ချစ်ခင်ရသူတွေလည်းပါနိုင်တယ်ကျွန်တော်သိတဲ့လူတွေလည်းပါနိုင်တယ်ကျွန်တော်မောင်တဲ့လူတွေပါတယ်ချစ်တဲ့လူတွေပါနိုင်တယ်အဲ့တော့ကျွန်တော်တို့အားလုံးကဒီတိုင်းပြည်ကြီးထဲမှာအတူတူရှင်သန်ကြီးပြင်းလာကြတာအဲ့လိုရှင်သန်လာကြတဲ့အချိန်မှာတယောက်တက်ကြဖြတ်ကြနဲ့ကျွန်တော်တို့ကမပြီးနိုင်တော့ဘူးလားပေါ့ပြီးတော့ဝါရမိုင်းတွေပဲစင်ကဲတည်ဆောင်ပေးကြတယ်အခုလက်နက်ကင်ပြိပခါရဲ့ကင်ထားတဲ့အုပ်စုတွေအကုန်လုံးလက်နက်ကင်ခေါင်းဆောင်တွေအကုန်လုံးကဝါရမိုင်းတွေကိုသူတို့ရဲ့မျိုးဆက်တွေလက်ထက်ထည့်ခဲ့တယ်ဝါရမိုင်းတွေဖြန့်ခဲ့တယ်ဘာလဲဆိုတော့ wisdom တွေမထည့်ဘူးဘာလဲဆိုတော့ wisdom ကိုမထည့်ဘဲနဲ့ power တွေပဲထည့်ခဲ့တယ် power နဲ့ပတ်သက်တဲ့စကားလုံးတွေပဲထည့်ခဲ့တယ်နော် power နဲ့ပတ်သက်တဲ့အာဏာပေါ့ဗျာလက်နက်ကင်နဲ့အာဏာရဲ့စကားလုံးတွေပဲထည့်ခဲ့တယ်အဲ့တော့ဆိုကြပါစို့ကရင်ဆိုလဲကရင်လက်နက်ကင်ခေါင်းဆောင်တွေကသူတို့ရဲ့နောက်ကမျိုးဆက်တွေဘာပြောလဲစစ်အာဏာရှင်ချုပ်ငြိမ်းအောင်ငါတို့ကတိုက်မှရမယ်ဆိုတဲ့စကားလုံးပဲထည့်တယ်အဲ့တော့သူ့အောက်ကလူငယ်လေးတွေကလည်းဟုတ်တယ်စစ်အာဏာရှင်ချုပ်ငြိမ်းအောင်ဟိုးဘယ်သူလက်ထက်ကပြောခဲ့မှမသိတဲ့စကားလုံးတွေကဒီနေ့ထိစစ်အာဏာရှင်ချုပ်ငြိမ်းမှပြီးမယ်ဆိုပြီးတော့တောက်လျှောက်ဆင်ကဲတိုက်လာတာအခုဒီမျိုးဆက်ဟာအခုကရင်ဆိုတော့ကရင်လက်ကင်မျိုးဆက်ကရားရှမ်းကချင်ချင်းရခိုင်မွန်စသဖြင့်ပေါ့ဗျာလက်နက်ကင်အုပ်စုတွေအကုန်လုံးရဲ့ထိတ်ဆုံးကစခဲ့တဲ့အုပ်စုတွေကတေကုန်ရပြီစစ်အာဏာရှင်ကိုတော်လာမယ်กว่าဆိုပြီးပြောတဲ့အုပ်စုတွေကတေကုန်ရပြီတောင်းမရှိတော့ထိတ်ဆုံးပြောခဲ့တဲ့လူတွေက1949 48တည်းကကုန်ပြီအဲ့ရတွေစခဲ့တဲ့လူတွေအခုတေကုန်ရတောင်းမရှိတော့အခုဘယ်သူကြံလဲဆိုတော့1900ရဲ့ဒီ1948 1988ကလက်ကြံတွေတအုပ်စုအဲ့ဒါပြီးရင်21လက်ကြံတွေတအုပ်စုထပ်ပြီးမွေးဦးမလားအဲ့တော့ဝါရမိုင်းနေပဲကြံခဲ့ပြီးစစ်အာဏာရှင်ချုပ်ငြိမ်းဆိုတဲ့စကားလုံးတွေပဲတန်တရားလည်းပြီးမျိုးဆက်အလိုက်တနက်ကင်ပြီးတိုက်ခိုက်တပ်ဖြတ်တာတွေကိုပဲဆက်သွားကြမလားဆိုတော့ခင်ဗျားတို့ကျွန်တော်တို့စဉ်းစားကြဖို့လိုနေပြီ
ပြောရင်ပြိပခါကိုတနေရာမှာရက်ခဲ့ဖို့လိုတာတနေရာမှာရက်ခဲ့ဖို့လိုတယ်ကျွန်တော်ဒါကြောင့်အရင်ကလေးကပြောခဲ့တယ်ကျွန်တော်တို့ခင်ဗျားတို့ခင်မှာပြိပခါကိုတားကြောဖြတ်ခဲ့ရမယ်ဒီတားကြောဖြတ်ခဲ့မှာပြီးတော့ကျွန်တော်အမုန်းတရားတွေကိုတားကြောဖြတ်ခဲ့ရမယ်တစ်ဖက်နဲ့တစ်ဖက်မုန်းရမယ်ဆိုတော့တိုင်းသားချင်းချင်းမုန်းရမယ်ဆိုတော့ဘယ်သူမို့လို့မုန်းရမယ်ဆက်အာဏာရှင်မုန်းရမယ်အာဏာကိုင်ထားသူမုန်းရမယ်ဆိုတော့ဒီအမုန်းတရားတွေတားကြောဖြတ်ခဲ့ဖို့လိုတယ်လို့ကျွန်တော်အချင်းချင်းကပြောခဲ့တယ်အခုလည်းကျွန်တော်ဒီတိုင်းမပြောပါပဲအဲ့တော့တမတော်ဘက်ကလည်းသူ့ဟာသူအပြောင်းလဲတွေလုပ်နေတယ်တက်ကလည်းအပြောင်းလဲလုပ်တယ်တက်ကလည်းအပြောင်းလဲလုပ်တယ်လုပ်လို့သူကလည်းဒီတိုင်းသားလက်နက်ကိုင်နေမြေတွေထိလိုက်ပြီးဆင့်တွေ့နေတယ်အစိုးရကလည်းငြိမ်းချမ်းရေးဖိတ်ခေါ်နေတယ်ဒါသူ့အလုပ်ပဲသူအမြဲတမ်းခေါ်နေတယ်သူကမဖိတ်ခေါ်လို့ရှိရင်တော့သူအပြစ်တင်ရမှာအခုသူကဖိတ်ခေါ်နေတဲ့အတွက်ကျွန်တော်ဘာသူ့ဘက်ကဒီလောက်ဖိတ်ခေါ်နေတာဗျာကျွန်တော်တို့အစိုးရတော့ဘယ်လိုပြီးတော့ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင်အစိုးရရဲ့လှုပ်ဆောင်ချက်ကြီးကိုကျွန်တော်ဘယ်လိုကန့်ကွက်လို့ရမလဲသူလုပ်နေတာငြိမ်းချမ်းရေးဖိတ်ခေါ်နေတာလေဟေးချဘယ်ကောင်းမှမခေါ်နဲ့အကုန်တက်လို့သူပြောနေတာမဟုတ်တာဖိတ်ခေါ်နေတာဖြစ်တဲ့အတွက်အစိုးရဖိတ်ခေါ်မှုဟာငြိမ်းချမ်းရေးဖိတ်ခေါ်မှုဟာကျွန်တော်တို့နဲ့ကသဘောထားအတူတူပဲဆိုတာဒါကိုပြောတာအစိုးရလည်းဖိတ်ခေါ်နေတယ်တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့တချို့သောသဘောထားတင်းမာတဲ့အလှော်တစ်ခုဟာသာလျှင်ငါတို့မယုံဘူးကွာတနက်ကင်ပြီးတော့ပြန်ချမယ်ကွာမယုံဘူးကွာတနက်ကတော့ကင်ထားအောင်မယ်ဒီကောင်လေးခေါ်တော့ငါတို့မယုံဘူးကွာဆိုတဲ့ပုံစံမျိုးနဲ့အကျိုးစီးပွားမှာဇုံရက်ပြီးစဉ်းစားတဲ့အုပ်စုတွေကြောင်းတာငြိမ်းချမ်းရေးအခုထိမရသေးတာတကယ်လို့ချင်းတမတော်ကဒီလောက်ခေါ်နေတာအစိုးရဒီလောက်ခေါ်နေတာဗျယူလို့ရပါယူလို့ရနေပါပြီဒါပေမဲ့ဘာလို့မယူကြလဲဆိုတော့ငါတို့မှာတနက်မရှိဒီကောင်လေးကငါတို့လူမထင်ဘူးကွာဆိုတဲ့အဲ့ဒီ mindset ကြီးကိုရိုက်သွင်းခံလိုက်ရတော့အဲ့မှာပြတ်တာတက်ကောငါတို့ကလက်နဲ့မရှိဒီကောင်လေးငါတို့လူရမသွင်းဘူးကွာလူမထင်ဘူးကွာဆိုတဲ့လူမိုက်စကားပေါ့ဗျာလူမိုက်စကားကြီးကိုအဲ့ဒီဝါရယူရိုက်သွင်းနေတယ်အဲ့ဒီဝါရရိုက်သွင်းတာအဲ့ဝါရကြီးကကရင်အဖိုးရနေကရင်အဖေတိကရင်အဖေရနေကရင်သားတွေတိဩရှမ်းအဖိုးရရှမ်းဖေတိရှမ်းသားတွေတိအဲ့လိုပေါ့လက်နက်ကင်ခေါင်းဆောင်တွေပေါ့ဗျာအဲ့လိုခေါင်းဆောင်တွေအုပ်စုတွေစီကိုစင်ကဲသားစင်ပြေးစစ်စီစဉ်ကုန်တယ်ဘာလို့ဆိုအမုန်းတရားတွေအဲ့အမုန်းတရားကြီးစီစဉ်လိုက်တော့ပွဲကမဆုံးတော့ဘူးဇာလန်အဲ့ကျွန်တော်တို့အဲ့ကြောင့်တနေရာမှာသားကြောဖြတ်နိုင်ရင်ကောင်းမယ်ဂွမ်မော်လဲသားကြောဖြတ်သူမိန်းမကြီးလို့ပြောတာမဟုတ်ဘူးနော်ဂွမ်မော်လဲသားကြောဖြတ်ဆိုတာဒီအမုန်းတရားသားကြောဖြတ်အင်ဘာလာလဲအမုန်းတရားသားကြောဖြတ်အာဆီယံဥယျာဉ်စစ်တို့လည်းမုံတရားသားကြောဖြတ်ဟိုဖုန်ဒါရွှေတို့အုပ်စုလည်းမုံတရားသားကြောဖြတ်เนาะအဲ့မှာဟိုပေါဝဲခိုင်ပေါဝူချန်တို့ပေါဝူချန်တို့အုပ်စုတွေဟိုမိုင်းလာဦးဆိုင်လင်းတို့အုပ်စုတွေเนาะဟိုဘက်ကတာဖုန်ကျော်တို့အုပ်စုတွေဒီဘက်ကကို KNUS ကွဲထူးဝင်းတို့တော်နီတို့အုပ်စုတွေเนาะဘောကျော်ရဲတို့အဲ့အုပ်စုတွေเนาะအခြားလက်နက်ကိုင်ဖွဲ့တွေပေါ့ဗျာเนาะအဲ့လိုမျိုးတွေပေါ့เนาะကရအုပ်စုတွေเนาะကရခူးတွေတို့အုပ်စုတွေမာဝီတို့ဘာတို့အုပ်စုတွေเนาะဟိုဘက်ကဟိုအေထွန်းမြတ်နိုင်တို့အုပ်စုတွေအကုန်လုံးပေါ့ဗျာအကုန်လုံးကကိုယ့်ရဲ့ဒီအမုန်းတရားသားကြောတွေကိုတနေရာမှာဖြတ်ခဲ့ရမယ်ပြီးတော့ကိုယ့်ရဲ့ဒီဘာခေါ်လဲဆိုတော့လက်နက်မရှိလူရမဝင်ကွာဆိုတော့ငါတို့ဒီကောင်တွေလူလိုမထင်ကွာဆိုတော့အဲ့ဒီဘာလဲဆိုတော့လူမိုက်ဆန်တဲ့အတွေးတွေအဲ့ဒီအတွေးတွေကိုသားကြောဖြတ်ပြရမယ်ဒီနေရာမှာဖြတ်ခဲ့ရင်တော့ခင်ဗျားတို့သားသမီးလက်ထက်ကျရင်ခင်ဗျားတို့သားသမီးတွေဘယ်လိုနေသွားမလဲဆိုတော့စဉ်းစားကြည့်ကြအောင်ခင်ဗျားတို့သားသမီးမြင့်မြင့်တွေဘယ်လိုနေမလဲဆိုတော့နည်းနည်းစဉ်းစားကြည့်ကြအောင်နော်တချို့တွေနိုင်ငံခြားပို့ပြီးနိုင်ငံခြားမှာနိုင်ငံသားဖြစ်ကုန်တဲ့အကောင်တွေအများကြီးပဲအဲ့တော့ကိုသားသမီးတွေကနိုင်ငံခြားသားတွေဖြစ်ချမ်းသာသွားတယ်တဘွားဆန်တွေဖြစ်ကုန်တယ်အဲ့ဒါပဲတဘွားဆန်ဘွားနဲ့အဆုံးသတ်ချင်တယ်ဆိုရင်တော့လေလောက်ကြပေါ့ဗျာကျွန်တော်တို့ကတော့လူငယ်တယောက်အနေနဲ့တော့ပွင့်လင်းပြောရရင်တော့ခင်ဗျားတို့ရဲ့ဒီငြိမ်းချမ်းရေးသဘောထားကြီးကိုကျုပ်ကတော့မယုံကြည်ဘူးဗျာဘာလို့ဆိုခင်ဗျားတို့ငြိမ်းချမ်းရေးသဘောထားကြီးကဘာလဲဆိုတော့တနက်ကင်မှာလူရဝင်မယ်ဆိုရင်ငြိမ်းချမ်းရေးသဘောထားကြီးကဘလို့မှအဆင်မပြေဘူးဆိုတော့တခါတော့တတိရှိနေနဲ့ငြိမ်းချမ်းရေးလုပ်ကြည့်စမ်းပါအဲ့ကြရင်ဟိုငြိမ်းချမ်းရေးအသီးပွင့်တွေရလာတဲ့ခါကျရင်ကျွန်တော်တို့နောက်မျိုးဆက်တွေကခင်ဗျားတို့ကျွန်တော်တို့အားလုံးလက်ခုပ်တီးပြီးတော့ကျေးဇူးတင်နေကြပါလိမ့်မယ်နောက်လာမယ့်မျိုးဆက်လူငယ်တွေကျေးဇူးတင်ရတဲ့တိုင်းသားလက်နက်ကင်ခေါင်းဆောင်တွေဖြစ်အောင်စူးစမ်းကြစမ်းပါလို့ပဲကျွန်တော်တိုက်တွန်းချင်တယ်เนาะဒါကတော့ဂျုံကြိုက်လို့တိုင်းသားတွေပြောပြီးတော့ကရားတို့ဘာတို့အဖွဲ့တွေအခုအဖွဲ့တွေဆိုလို့ရှိရင်အခုလက်နက်ကင်ပို့စုတွေဆိုလို့ရှိရင်အခု KNU ကရားထည့်ပြောတာနှစ်ခုပါလာတယ် KNU ဆိုရင် KNU နေမြေထဲမှာသူတို့ဖမ်းထားတဲ့လူကတော့သူတို့ကိုပြန်ပြီးတော့ဟိုထွက်ပြေးတဲ့ဖြစ်စဉ်ဖြစ်တယ်ထွက်ပြေးရဆိုဥမာအခြားမဟုတ်ဘူးဒီဖျားသုံးစုမှာ KNU ရဲ့အချုပ်တောင်နော်ချုပ်တောင်တွေကဖျားသုံးစုကနေထွက်ပြေးတဲ့လူဖြစ်တော့ရှိလာတယ်ပေါ်ပေါက်လာတယ်ဒါဆိုကျွန်တော်အဲ့ဒါလည်းစိတ်ပူတယ်ဖျားသုံးစုမှာ KNU ရဲ့ဒီစောရီဝမ်အုပ်စုပေါ့စောရီဝမ်အုပ်စုနေမြေပေါ့အဲ့ဒီနေမြေမှာချုပ်ထားတဲ့နော် KNU ရဲ့တပ်မဟာဘယ်လောက်လဲဒီတပ်မဟာကျွန်တော်မေ့နေအဲ့တပ်မဟာတစ်ခုရဲ့နေမြေမှာပေါ့ဗျာနော်ဆိုတပ်မဟာကျွန်တော်လွတ်မရဘူးဗျာနော်အဲ့မှာထွက်ပြေးတယ်ပြီးဟို6ယောက်ထွက်ပြေးတယ်အချိုးသား6လက်နက်တွေနဲ့ထွက်ပြေးသွားလို့တဲ့ဆိုပြီးတော့အမှပြဿနာတက်နေကြတယ်အဲ့တော့ဒီအချိုးသား6ထွက်ပြေးတဲ့ကိစ္စလဲဒါကဘာလဲဆိုတော့သူတို့အထက်မှာအချင်းချင်းလဲဒီကိစ္စတွေမှာအချင်းချင်းလဲသူတို့ချင်းချင်းလဲမယုံအောင်ဆိုတာသိလို့ငါတို့အချိုးတွေမှာနေငါတို့ချင်းတိုင်းအသက်ခံရမလားမသိဘူးဆိုတော့စိုးရိမ်ချက်တွေရှိလို့ဖြစ်ဖို့ရတယ်အဲ့တော့ထွက်ပြေးကုန်ကြတယ်ထွက်ပြေးကုန်လို့အခုပြဿနာတက်ကုန်ကြပြီပေါ့နော်တက်ကုန်တော့သူတို့အဲ့ဒီကောင်တွေဘယ်ရောက်ကုန်လဲပတ်ရှာကြတယ်ရှာကြလို့ကြားတယ်နော်ဆိုတော့တက်မှာနေတက်မှာ6နေပြီဒူပလယာခဲတက်မှာ6နေပြီဖျားသုံးစုဒေသအဲ့မှာခဲအချင်းတော်တွေမှာမနေ့ကတရက်နေ့မနေ့ပိုင်း6ထောင်ဆောင်ရဲတွေကိုရှယ်နေလက်တူပြီးထွက်ပြေးတယ်တဲ့ထွက်ပြေးနေတဲ့ A1 ရဲ့တပ်ဖွဲ့ဝင်တွေစီးလိုက်ကားနဲ့တဲ့တိုးတော့ A1 တို့ကားတဲ့တိုးတယ်ဒီမှာ A1 ကားတနက်နဲ့ထိုးချင်တော့ A1 တို့ကဘာလို့အောင်ဒီကြောက်အောင်ရတယ်ပေါ့ပြီးတော့သူတို့လူတဲ့တို့အဲ့သူတို့ကားပါသူတို့လူတွေအဖွဲ့ A1 အဖွဲ့တွေပေါ့ A1 အဖွဲ့တွေကို
အဖွဲ့တွေကိုတနက်ထိုးချင်လို့ A1 တို့ရဲ့အဖွဲ့တွေကလန့်သွားတယ်လန့်သွားလည်းပြောခဏရက်ပြီးချိန်မှာသူတို့ကားပေါ်ဆင်းခိုင်းပြီးအဲ့ကားပဲယူတနက်ပဲယူတော့ထွက်ပြေးသွားတယ်ထွက်ပြေးတော့ဘယ်ထွက်ပြေးသွားတော့ကိုမသိဘူးတဲ့သူတို့လိုက်နေကြတော့နဲ့နော်အဲ့တော့ဒီကောင်ကြီးလက်နဲ့ပါသွားတဲ့အတွက်ဘယ်ရောက်မလဲမသိပြောမရဘူးတော့တိုင်းသားလက်နဲ့ကင်ဆိုပြီးတော့တက်မတော်နေမြေလည်းပြေးလာပြီးတော့ကြာတက်မတော်နေမြေနဲ့ပေါက်တက်ကလေးလို့ရင်တော့ဒုက္ခအဲ့ဒါလည်းသတိထားမယ်ဒါသူတို့ချင်းချင်းကြားမှာလည်းဖမ်းလိုက်စီးလိုက်ဒီလိုမျိုးလုပ်နေကြတာရှိတယ်တခါနောက်တစ်ခါအခြားတစ်ဘက်မှာဆိုလို့ရှိရင်ကြားဘက်မှာဆိုလို့ရှိရင်ကြားအပါဝင်ဒီနေမြေတချို့မှာပေါ့နော်နေမြေတချို့မှာအခုဘာဖြစ်နေလဲဆိုတော့တိုင်းသားလက်နက်ကင်နေမြေ EO နေမြေတွေမှာရှိတဲ့တချို့သောနေမြေတွေမှာ Starlink တွေသုံးလို့မရတော့ဘူး Starlink သုံးလို့မရတော့ဘာဖြစ်လို့ Starlink သုံးမရလဲလို့မေးရင်ကျွန်တော်လွန်ခဲ့တဲ့2ပတ်ကျော်3ပတ်လောက်ကကျွန်တော်တင်ဆက်ခဲ့ဘူးလေလို့ယူဆတယ် Starlink နဲ့ပတ်သက်လို့ကျွန်တော်2ပတ်ကျော်လောက်က3ပတ်လောက်ကကျွန်တော်တင်ဆက်ခဲ့ဘူးလေခင်ဗျားတို့ရုပ်သံနားဘူးလေနားထောင်ဘူးလေမယ် Starlink စက်တွေလာကိုရင်သွားပြီးဇက်သိန်းတော့မယ်လို့ကျွန်တော်ပြောခဲ့ဘူးတယ်နော်ပြောခဲ့ဘူးတယ်ပြောခဲ့ဘူးဇက်သိန်းဇက်စသိန်းပြီပေါ့နော်ဘာလို့ Starlink စက်တွေပိတ်ခံနေရပြီဘာလို့ပိတ်ခံရလဲဆိုတော့အခုပိတ်ခံရအကြောင်းရဲ့ပထမ source တစ်ခုကိုပြောရရင်ဒီကြားဖြတ်လို့ခေါ်တဲ့ online လိမ်လည်မှုပေါ့အဲ့ဒါနဲ့ပတ်သက်တဲ့ဇာတ်လမ်းတွေစတက်နေပြီဘာလို့စတက်လဲဆိုတော့အခုUG ဘတ်တော်သားလို့ယူဆရတဲ့အဖွဲ့20ကျော်ကနေပြီးတော့အမေရိကန်အစိုးရကိုအိတ်ဖွင့်ပေးစာပေးပို့တယ်ဘာလို့ပေးပို့လဲဆိုတော့သူကပေးပို့တဲ့စာထဲမှာဘာဖြစ်လဲဆိုတော့အမေရိကန်အစိုးရရဲ့ထုတ်ပြန်ချက်ရှိတယ်အမေရိကန်နိုင်ငံလက်ထောက်နိုင်ငံရေးဝန်ကြီးအဆင့်တွေပြောတဲ့စကားပေါ့ကြားဖြတ်ခေါ် online လိမ်လည်မှုတွေနှိမ်နှင်းရေးနဲ့ပတ်သက်ရင်မြန်မာပြည်နဲ့ပတ်သက်ရင်ပေါ့မြန်မာဆိုမြန်မာနဲ့ပတ်သက်ရင်ပေါ့မြန်မာတွေကဒီနှိမ်နှင်းရေးမှာပူးပေါင်းပါဝင်တဲ့အဖွဲ့ဘယ်အဖွဲ့နဲ့မဆိုသူပူးပေါင်းပြီးလုပ်မယ်လို့သူကပြောတယ်မြန်မာပြည်တွေကဗျာကြားဖြတ်နေနေပတ်သက်မှာအစိုးရကမြန်မာအစိုးရကြားဖြတ်နေလုပ်မယ်ဆိုရင်အမေရိကန်ပေါင်းလို့ဆိုရင်အမေရိကန်မြန်မာအစိုးရနဲ့ပေါင်းလို့ဘယ်အဖွဲ့ဖြစ်ပေါင်းလို့မယ်လို့ပြောတဲ့အခါကျတော့အစတော့သူတို့ NUG နဲ့ဘက်တော်သားတွေ KNU အုပ်စုတွေကသူတို့ပြောတယ်ထင်ပြီးတော့ပျော်နေတာဝမ်းသာနေငါတို့နဲ့ပူးပေါင်းတော့မယ်လို့အမေရိကန်ပေါင်းလို့သူထင်နေတာဘယ်ဟုတ်မလဲပြီးလဲပြောတကယ်တမ်းစုံစမ်းလိုက်တဲ့အခါကျွန်တော်လွန်ခဲ့တဲ့3-4ရက်ကပြော5-6ရက်ကပြောတယ်ကျွန်တော်မပြောက်ခင်ရက်ကပေါ့နော်ပြောခဲ့တယ်လေသူတို့နဲ့လို့ထင်နေတာမဟုတ်ဘူးဟိုကပြောတာကမြန်မာပြည်မှာဒီကြားပြတ်နေကိုတကယ်လုံနိုင်တဲ့အဖွဲ့အစည်းနဲ့သူကတွေးပါစကားပြောပါဆိုတော့မြန်မာအစိုးရနဲ့မြန်မာအစိုးရရဲ့အုပ်စုဝင်လက်နက်ကိုင်အဖွဲ့တွေကလွဲပြီးရင်ဘယ်အဖွဲ့မှဒီအမေရိကန်နဲ့ပူးပေါင်းမှာမဟုတ်ဘူးကျန်တဲ့အမေရိကန်ပူးပေါင်းမှာမဟုတ်အဲ့တော့မြန်မာအစိုးရပူးပေါင်းမှာစိုးတဲ့ခါကျတော့မြန်မာအစိုးရကိုအတိမတ်ပြုပြီးတော့ကြားဖြတ်ကနေတစ်ဆင့်မြန်မာအစိုးရအတိမတ်ပြုတော့မှာစိုးတော့ခုန NUG ထောက်ခံသူအဖွဲ့25အဖွဲ့နဲ့မနေ့ကစာပို့ပြီးတော့ကန့်ကွက်စာတွေပို့ပြီးတော့မြန်မာအစိုးရနဲ့နီးနီးကမဆက်ဆံပါနဲ့ဗာနဲ့ညာနဲ့ဆိုပြီးရှောက်ပြီးတော့ဟိုဖုတ်ပူမိတဲ့တွေစာတွေပို့ကုန်ပြီအဲ့ဘက်စာပို့ကုန်ပြီဆိုတော့အဲ့ဘက်စာပို့လဲအမေရိကန်ကတော့သူ့အလုပ်သူလုပ်နေမယ်ခုနဒီကြားဖြတ်နေကိုအမေရိကန်လုပ်နေမယ်ဘာလို့ကြားဖြတ်နေအမေရိကန်လုပ်လို့ဆိုတော့အမေရိကန်ကဒီကြားဖြတ်ဆိုတဲ့ဒီ online လိမ်လည်မှုကြောင့်အမေရိကန်နိုင်ငံသားတွေဒေါ်လာဘီလီယံ10ချီပြီးတော့အလိမ်ခံခဲ့ရတယ်အဲ့တော့သူ့နိုင်ငံသားတွေရဲ့ငွေကြီးတွေဆုံးရှုံးနေနေတာတယ်ဒီတော့သူကလောမကျင်းတဲ့ခါကျတော့ဒီ Starlink ပိုင်ရှင် Elon Musk အပါဝင်လွှတ်တော်တွေမှာမေးကြမြန်းကြဆိုကြရရှိတယ်မင်းတို့ကြားဖြတ်လုပ်တဲ့ကောင်တွေကအခုဘယ် internet သုံးလဲသူကကြားဖြတ်ကောင် online လိမ်လည်သူတွေက internet မရှိဘဲနဲ့လိမ်လို့မရဘူးလျှက်စစ်မီ internet အဲ့နှစ်ခုမရှိဘဲလိမ်လို့မရဘူးလျှက်စစ်မီရဲ့ internet ကဟို electronic device တွေပါအဲ့သုံးခုမရှိဘဲနဲ့ဘာမှလိမ်လို့မရဘူးเนาะအဲ့တော့ကြားဖြတ်လိမ်လည်သူတွေကလျှက်စစ်မီ electronic device ပြီးလို့ရှိရင်internet ပေါ့နော်အဲ့သုံးခုပြီးနောက်တစ်ခုကျန်သေးတယ်အဲ့ဒါဘာလဲဆိုတော့ဒီ data ပေါ့ data ဆိုတာက hacker တွေအုပ်စုတွေဆိုရတဲ့ data မျိုးအဲ့ဒီဟာတွေကအကုန်လုံး internet ပါပဲ base ကလျှက်စစ်မီနဲ့ internet ပဲเนาะအဲ့တော့ device ပေါ့အဲ့သုံးမျိုးနဲ့မရှိလိမ်လို့မရဘူးအဲ့တော့ internet ကြတော့ဘယ်သူနဲ့ဘယ် internet သုံးလဲဆိုတော့မြန်မာပြည်နယ်သားမှာကြတော့မြန်မာဘက်က Mytel တို့ Ooredoo တို့ Telenor တို့အဲ့ဒီအုပ်စုတွေပေါ့ဗျာ MPT တို့အဲ့ဒီအုပ်စု internet သုံးလားဆိုအဲ့ဒီ internet တွေကိုဘက်နယ်စပ်ဒီမှာအကျုံးဝင်တယ်လို့မျိုးတိတ်မသုံးရဲကြဘူးဒီဘက်ကစောက်ကြည့်မှာကြောက်လို့မသုံးတော့ဘာလို့ဆိုထိုင်းဘက်က internet ကိုတွေ့သုံးတယ်ထိုင်းဘက်က internet ကလည်းအခုပိတ်ခံလိုက်ရတော့သူတို့ဘယ်တော့ Starlink ကိုသုံးတယ်Starlink သုံးပြီးတော့ဘာလုပ်ကြလဲမေးရင် online လိမ်မှုတွေလုပ်ကြတယ်လုပ်တဲ့ခါကျတော့ဟိုကမင်းတို့ Starlink သုံးတယ်ဆိုပြီးတော့ American ကအစိုးရအာဏာပိုင်တွေ Starlink ကိုထောက်တော့ Starlink ကလည်းကြည့်လိုက်တော့ဟုတ်တယ် Starlink location ကြည့်လိုက်တော့မြန်မာပြည်ဖြစ်နေတယ်ကြားပြန်နေတဲ့ကောင်မြန်မာပြည်ဆိုတော့သူကအဲ့ဆိုမြန်မာပြည် location တွေကိုပိတ်တယ်ကွာဆိုပြီးတော့မြန်မာပြည် location အမှန်မဟုတ်တဲ့ဒီပောက်ခဲ့လုပ်တဲ့ဟာတွေပေါ့ကြားပြန်လိမ်လည်မှုလို့ယူဆရတဲ့မလိုလားတဲ့ဟို data တွေမချစ်မဆန်သုံးနေဗျာအဲ့ location တစ်ခုမှာရှိတယ်လူအင်အားရှိတယ်ပြီးတော့သူသုံးတဲ့ data အင်အားရှိတယ် data ပမာဏရှိတယ်ဆိုတော့လူက10လောက်ရှိတယ် data ကဟို1000 K လောက်သုံးနေတယ်ဆိုရင်အဲ့သူကစဉ်းစားကြဖြစ်လာရဲ့ဒီလိုပေါ့အဲ့တော့သူကအဲ့ပါတယ်ဒီလိုမျိုးတွေလိုက်ပြီးတော့သူကထောက်ပြီး pinpoint ထောက်ပြီးတော့ဟို EO နဲ့မြေတွေက Starlink ကိုလိုက်ပိတ်ကုန်ရောလိုက်ပိတ်တာဖြစ်ကုန်ပိတ်တော့ domain မမှန်ဘူး sorry ဒီ location မမှန်ဘူးလူမမှန်ဘူးဆိုရင်သူ့မို့သူ့ရဲ့တန်တရားဖြစ်တာရှိတဲ့ account လို့ဆိုရင်အကုန်ပိတ်ကုန်လိုက်ပိတ်တော့ Starlink blahကိုပိတ်လိုက်တော့ Starlink နဲ့တုံးပြီးကြားဖြတ်လို့တဲ့ကောင်တွေလည်းអော်နေကြသလို PDF ဒီ EO နဲ့မြေတွေမှာနေတဲ့ PDF တွေပါអော်ပြီးအသာထွက်ပြီးဘာလို့လဲ EO တွေကြတော့သူအဲ့ Starlink စက်ကိုတုံးပြီးတော့ Facebook တက်ပြီးတော့ Facebook တက်ပြီးကြွားတာလူတွေရဲ့အောက်မှာ comment တွေရေးတာကျွန်တော်ဆဲတဲ့ account တွေလည်းပါတယ်
အကွန်မန်နေနဲ့ဝင်ဆဲလိုက်ဟိုအုပ်စုလိုက်ကြီးပဲဟိုဝင်ဆဲဒီဝင်ပြောအဲ့လိုပြောနေတာစတာလင်သုံးပြောနေကြတယ်လူတွေအများကြီးပါတယ်အဲ့တော့အခုအဲ့ဒီကောင်တွေစတာလင်အကောင့်တွေအခုအပိတ်ခံနေရတယ်အစအပိတ်ခံနေတယ်နောက်တစ်ဖြည်းဖြည်းနဲ့ထိုင်းဘက်ကလည်းအင်တာနက်ဖြတ်မယ်စင်ကတ်တွေကိုလည်းပေးမသုံးတော့ဘူးစတာလင်ကလည်းဒီလိုမျိုးဒီ location တွေထောက်ပြီးတော့လိုက်နေပြီဆိုတော့အခုပေါင်းဆက်လိုက်တစ်ချိန်မှာအင်တာနက်ပေါ်ကနေပြီးတော့ဟိုလေလုံးကြွားနေတဲ့အုပ်စုတွေအဲ့ဒီအုပ်စုတွေတဖြည်းဖြည်းချက်ပြောင်းတဖြည်းဖြည်းနဲ့ပျောက်လာလိမ့်မယ်တဖြည်းဖြည်းပျောက်လာလိမ့်မယ်အဲ့မှာသူတို့ကဘာလုပ်မလဲဆိုတော့ဟိုဒီဘက်ကမြန်မာဆိုမြန်မာဘက်ကဒီ MPD Telenor Ooredoo MyTel အစရှိတဲ့စင်ကတ်တွေကိုဝယ်ပြီးတော့ internet တွေ package တွေဝယ်လုပ်တာမျိုးလည်းဖြစ်လာနိုင်တယ်အဲ့တော့ဘယ်လိုဆက်လာမလို့မသိဘူးတိုးတော့ Starlink ဘက်ကတော့သူလို့ဆရာရှိတာကြီးလိုက်ပြီးတော့ဟိုလိုက်ပိတ်တာကြီးလုပ်နေပြီပေါ့နော်အဲ့တော့ Starlink ကိုတကယ်သေးချာသုံးတဲ့ကောင်းကောင်းမွန်သုံးတဲ့အုပ်စုတွေကဘာမှမဖြစ်ပေမဲ့ကြားဖြန့်လုပ်တာတွေအကြမ်းဖက်လုပ်တာတွေကြားဖြန့်ခေါ် online လိမ်မှုလုပ်တာတွေအကြမ်းဖက်လုပ်ရက်တွေလုပ်တာတွေအဲ့ဒါတွေကိုကတော့ Starlink ကတဖြည်းဖြည်းချင်းတက်တော့လို့ဖြတ်တောက်တာတွေဖြည်းဖြည်းချင်းပိတ်ဆို့တာတွေတဖြည်းဖြည်းလှုပ်လာတွေ့ရတယ်အဲ့တော့ကြာလာရင်ခင်ဗျားတို့အဲ့နီးဘိတ်အုပ်စုတစ်တိုက်ကြီးကခုနဘာအင်တာနက်တော့မသိဘူးဖုန်းလေးကိုင်ပြီးဟက်ကောက်ကြီးနဲ့ဂုတ်ကြီးနေရတဲ့ဘွားမကြခင်ရောက်တော့မယ်တဖြည်းဖြည်းနဲ့ပြီးလို့ရှိရင် Wi-Fi hotspot လေး share ပေးပါအောင်သူများ share ပေးတဲ့ဘွားလေးသုံးရတဲ့ဘွားရောက်တော့မယ်အဲ့ကောင်ကြီးအဲ့လိုတွေ့ရတယ်ဒါကြီးကကျွန်တော်ဒီနေ့ဂျုံကြိုက်လို့ဒီ EO ကိစ္စ Starlink ကိစ္စကြီးကျွန်တော်ထည့်ပြောတာဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုကတော့ကျွန်တော်တို့ဒီတောင်ကြီးမှာဟောပြတဲ့လျှက်စစ်ကိစ္စအဲ့ဒါတော့ကျွန်တော်ဒီနေ့ထည့်ပြောဖို့လိုလို့ထည့်ပြောပါမယ်အဲ့ဒါဘာလဲဆိုတော့တောင်ကြီးမှာလျှက်စစ်တာပေးတဲ့နော်တောင်ကြီးရဲ့အေးတာလျှက်စစ်တာပေးတဲ့ဒီလင်းပါလဲနေကိုလင်းတရားလျှက်စစ်အဖွဲ့လျှက်စစ်ပေးတဲ့အဖွဲ့ပေါ့နော်အဲ့အဖွဲ့ရဲ့သူထုတ်ပြန်စာနဲ့ပတ်သက်ပြီးတော့မနေ့ကကျွန်တော်ရုပ်သံမှာပြောခဲ့တဲ့အခါမှာအဲ့လင်းတရားလျှက်စစ်ဝန်ဆောင်မှုလုပ်ငန်းဘက်ကဒီအမှုဆောင်ဒါရိုက်တာဖြစ်သူတဦးကနေကျွန်တော်ယုံဆက်သွယ်လာတယ်ကျွန်တော်ယုံဆက်သွယ်ပြီးတော့အတန်မက်ဆေ့နဲ့ပေါ့နော်ဆက်သွယ်လာတယ်ဆက်သွယ်ပြီးတော့သူတို့ဘာကြောင့်ဒါကိုထုတ်ပါပါတယ်ဆိုတာကိုကျွန်တော်တို့အကြောင်းကြားလာတယ်အကြောင်းကြားလာတဲ့အခါကျတော့ကျွန်တော်တို့ကသတင်းသမားတွေပြီးသားဆိုပဲသူတို့ရဲ့အကြောင်းပြချက်ကခိုင်လုံတဲ့အခါကျွန်တော်တို့လည်းပြန်ပြီးတော့ဖော်ပြပေးရမယ်တာဝန်ရှိလာတယ်ဆိုတော့တစ်ဖက်သက်ကြီးမဖြစ်ပဲဖော်ပြပေးရတော့တာဝန်ရှိတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီပြောရမယ်အဲ့ဒါဘာလဲဆိုတော့သူတို့ကုမ္ပဏီကတဲ့တောင်ကြီးရဲ့အေးတာရအဲ့နှစ်ခုလုံးမှာလျှက်စစ်အင်တာနက်ဝန်ဆောင်မှုပေးနေတာပါတဲ့ပေးတဲ့အခါမှာသူတို့ဝန်ဆောင်မှုပုံမှာမကျင်တတ်တာအားနည်းချက်အားသာချက်ရှိတာတွေအကုန်လုံးဝေဖန်တာတွေသူတို့ complaint တိုက်ရိုက်တက်တာတွေသူတို့လက်ခံတယ်ဝမ်းသာရကြိုးဆိုပါတယ်ဒါပေမဲ့အဲ့လိုမလုပ်ဖဲနဲ့သူဖြစ်နေတဲ့ပြဿနာကတဲ့သူတို့အခုတကယ်ဖြစ်နေတဲ့ပြဿနာကတောင်ကြီးသားမှာစုဝေးရာတို့အေးသာယာသတင်းစုံတို့ဗာလဲမဲခေါင်သတင်းစုံတို့စသဖြင့်ပေါ့အဲ့လိုFacebook group တွေဘာညာတွေပေါ့ဗျာအဲ့လို group သူပြောတဲ့ group 9ခု6ခုလောက်သူပြောတယ်ဗျာကျွန်တော်3ခုလောက်မှတ်မိတယ်9ခုလောက်အဲ့9ခုလောက်မှာတဲ့သူပြောတဲ့9ခုအဲ့ဒါအပါဝင်အဲ့လိုဟာတွေမှာ anonymous တွေနေပေါ့အမည်မသိတွေပေါ့အဲ့ group တွေထဲမှာ anonymous တွေ post ဟို comment ကိုစာရေးလို့ရတယ်လေအဲ့တော့ anonymous တွေနဲ့အဲ့သူတို့ company ကိုတောက်လျှောက်ဝေဘာတိုက်ခိုက်တာအကြီးကျယ်လုပ်ပါတယ်တဲ့လုပ်တော့ကျွန်တော်တို့ကသူတို့ပြောတာပေါ့နော်ကျွန်တော်တို့ကအဲ့လိုလုပ်တဲ့ခါကျတော့ကျွန်တော်တို့အဲ့ဒီအောက်မှာဟုတ်ပြီမင်းတို့ဒါမကျင်းတတ်လို့ရှိရင်ဒီပုံမှာဒီကုမ္ပဏီရဲ့ဝန်ဆောင်မှုမကျင်းတတ်ရင်အားနည်းကြအားသာချက်ရှိထောက်ပြခြင်းလို့ဆိုရင်ဒီဖုန်းနံပါတ်ဒီအဖွဲ့ဒါကိုဆက်ပြီးတော့မင်းတို့ပြောပါဆိုပြီးတော့ तू က official account ကြီးနဲ့တည်တည်ချာသွားပြီးရေးပါတယ်တဲ့ဒါပေမဲ့မဆက်သွယ်တဲ့အပြင်မဆက်သွယ်တဲ့အပြင်အဲ့လိုပဲထပ်ရေးနေတဲ့ခါကျတော့ဒီ anonymous ပုံစံမျိုးနဲ့လုပ်နေတဲ့ရှောက်ရေးနေတဲ့အဲ့ဒီအုပ်စုတွေကိုကျွန်တော်တို့ကရည်ရွယ်တာပါတဲ့တာမန်တကယ် user တွေပေါ်မှာမရည်ရွယ်ပါဘူးကောင်းမှုကောင်းရဲ့ကောင်းမှသုံးနေတဲ့ user တွေပေါ်မှာ consumer right ကိုလည်းသူတို့နားလည်ပါတယ်အဲ့လူတွေကိုလက်ခံတယ်အဲ့တော့ complaint တက်မယ်ဆိုရင်ဓာတ်ရိုက်တာတက်ပါသူဖုန်းနံပါတ်ကိုလာပါဆက်သွယ်ပါအဲ့လိုအမည်မသိရှင်းစာဆိုလို့ anonymous တွေနဲ့ဟိုဘာလို့ဆိုတမန်ကိုပြားဟိုဘာလို့သူတို့ပေါ့ဒီဘာလဲဘာခေါ်လဲအဲ့ဒါကိုခေါ်တယ်ပေါက်ကရရှောက်ပြောတာမျိုးတွေကြတော့သူတို့အဲ့ဒါကြတော့သူတို့လည်းမခံနိုင်တော့လို့ဒါကြောင့်မလို့သူတို့စာထုတ်တာတဲ့အဲ့တော့နားလည်မှုလွဲမှာစိုးတယ်ဆိုပြီးတော့ကျွန်တော်တို့ပြောပြလာပါတယ်အဲ့တော့ဒါဆိုရင်ဒီလိုသူတို့ပြောလာဖြစ်တဲ့အတွက်ဒါလက်ခံမဲ့ကိစ္စတူဖြစ်လာတယ်ပေါ့နော်ဘာလို့ဆိုဟုတ်တယ်ခင်ဗျာတိုက်ခိုက်မယ်ဆိုရင်ဝေဖန်မယ်ဆိုရင်ကုမ္ပဏီတစ်ခုဝန်ဆောင်မှုကိုမကြိုက်လို့ဝေဖန်ဆိုအဲ့ကုမ္ပဏီကိုတကယ်သုံးနေတဲ့ user ကတကယ်ဝေဖန်တကယ်ဖြစ်တဲ့အတိုင်းတကယ်ဝေဖန်တဲ့အခါဝေဖန်မလုပ်ခင်သူကအရင်ဆုံးအဲ့သက်ဆိုင်ရာ service center ဘက်ကိုဆက်သွယ်ပြီးတော့တေချာမေးလို့မရဘူးဆိုရင်အမှ recording ဖမ်းတာခင်ဗျားတို့ပြည်သူလူထုအနေနဲ့လေ recording ဖမ်းတာပြီးတော့ okay ဘယ်အဲ့ service center ဘယ်သူကတော့ကျွန်တော်တို့ပြောတဲ့ခါမှာဘယ်လိုတုံ့ပြန်လဲဗျာကျွန်တော်တို့ဒီလိုပြောရကြတယ်သူတို့ဘာဖြစ်လဲဆိုပြန်ပြီးတော့လုပ်လို့ရတယ်အဲ့လိုဟိုဘောင်ထဲကနေလုပ်စီးနေကနေချအဲ့လိုဝေဖန်မျိုးလုပ်ပေါ့နော်အဲ့ဒါလည်းပိုပြီးကောင်းတယ်ဘယ် user မဆိုဘယ် customer မဆို consumer right ကိုနားလည်ဆိုတာအဲ့လိုပြောတာကောင်းပါတယ်အဲ့တော့ခုန anonymous ပုံစံမျိုးအမည်မသိကို profile နဲ့မဖော်ပြဘဲနဲ့ကိုတကယ်သုံးလားမသုံးလားမသိဘဲနဲ့တမင်ဟိုတပုတ်လွင်ပြောတာမျိုးကြားလို့ရှိရင်လေ company ဘက်ကနစ်နာတယ်ဆိုတာလည်းမှန်ပါတယ်အဲ့တော့ဒါမျှချေရပြောမယ်ဆိုရင်တကယ် user တယောက်ကသူ့တကယ်ခက်ခဲကိုသူတကယ်ပြောချင်တာဆိုရင်ဓာတ်ရိုက်တာဆက်သွယ်ပြီးတခြားပြောလိုက်ပြီးတော့တခြားဖြစ်ပါသူတို့ကလည်းတကယ် user တွေတကယ်ခက်ခဲရှိတဲ့လူတွေပုံမှာလုံးဝမရွေပါဘူးလို့ကျွန်တော်ပုံမှာကျွန်တော်တို့ရှင်းပြပါတယ်လုံးဝမရွေပါဘူးသူတို့ကိုတကယ်လည်းမသုံးမဲနဲ့တမင်ရွေချက်ရှိတပုတ်လွင်ပြောနေတဲ့ဒါရွေချက်ရှိတိုက်ခိုက်နေတဲ့သူတွေကိုသာလျင်ရွေပါတယ်လို့ပြောလာကြောင်းဒါလေးလည်းကျွန်တော်ကောင်တာပြန်ပြီးတော့ပြောပြပေးရတာဖြစ်ပါတယ်ကဲဒါလေးရဲ့ဝါဒီတစ်ခုဖြစ်နေပြီပေါ့နော်နောက်တစ်ခုကကျွန်တော်တို့
ကိစ္စတွေအဲ့ကိစ္စတွေတောင်ကြီးကိစ္စတွေပြောနေတောင်ကြီးကိစ္စတွေပြောနေဆက်ဆက်တော့လို့ KBZ အလှပေါ့ဗျာအဲ့ဒါလေးကိုကျွန်တော်ရုပ်တရက်သတင်းလေးတစ်ခုတွေ့လိုက်ရတော့ KBZ အလှဆိုတော့ဘာအလှလဲလို့ကျွန်တော်ကြည့်လိုက်တော့တောင်ကြီးဆိုတာကဒါတောင်ကြီးဆိုတာကအားလုံးသိတဲ့အတိုင်း KBZ ကနာယကကြီးနာယကကြီးဖြစ်သူဦးအောင်ကိုဝင်အဲ့ဒီမှာအခြေချနေထိုင်တာဟုတ်ဗျနော်တောင်ကြီးကိစ္စပါလိုက်တောင်ကြီး KBZ ဟာလည်းပါလာတော့ဆက်ဆက်ပြီးချိတ်သွားတာပေါ့အဲ့တော့တောင်ကြီးKBZ ပေါ့နော် KBZ Foundation ကနေပြီးတော့တဲ့နော်မြန်မာနိုင်ငံလုံးပထမဆုရတဲ့အကြောင်းသူတဦးဖြစ်သူနော်ဝိပံဘာသာတွေပေါ့နော်တက္ကသိုလ်စာအုပ်ပဲဒီနေ့တက္ကသိုလ်စာအုပ်မှာဝိပံဘာသာတွေကနေပြီးတော့တနိုင်ငံလုံးထူးချွန်ဆုရတဲ့ပထမနေရာထူးချွန်တဲ့ကလေးမလေးမတ်နီနီကျော်တဲ့သူ့ရဲ့ပညာရေးခီလန်ဆက်လက်ရှောက်လန်းနိုင်စေဖို့တဲ့အနာဂတ်ရည်မှန်းချက်အကောင့်တွေဖော်နိုင်ဖို့ KBZ Foundation ကငွေကျပ်3,000ပံ့ပိုးကူညီခဲ့ပါတယ်ဆိုပြီးတော့သူသတင်းထုတ်ပြန်လာတာတွေ့ရတယ်စားတော့အရေးကြီးပေါ့ဗျာကျွန်တော်လူရင်းပြောရရင်တော့ KBZ Foundation ကဒီဝိပံဘာသာတွေမှာတနိုင်ငံလုံးပထမရတဲ့မတ်နီနီကျော်ရဲ့ဘဝအနာဂတ်ခီးပညာရေးခီးလျှောက်တော့ဖြောင်းပြစေဖို့ဆိုပြီးတော့3,000ကိုဒါပတ်မိုးကူညီတယ်3,000ကိုတစ်ထောင်ပိုင်းဘုံသွားပြီးတော့ဝင်နေမတ်နီနီကျော်နာမည်နဲ့ငွေ3,000ဆိုတဲ့ဟာမျိုးချက်လက်မှတ်နဲ့ကုမ္ပဏီမှာဘဏ်အကောင့်ဖွင့်ပေးတာမျိုးဖြစ်ဖို့များပါတယ်အဲ့တော့ဘာပြောဒါတာရုခေါ်မယ်ကိစ္စဗျကျွန်တော်ပညာရေးနဲ့ပတ်သက်ရင်တော့လုံးဝတာရုခေါ်တယ်လုံးဝတာရုခေါ်တယ်ဘာလို့ကျွန်တော်ခဏခဏပြောပါကျွန်တော်ပညာရေးနဲ့ပတ်သက်ရင်အရန်ကိုနှိမ်ပါခဲ့ရဘူးတယ်ခံစားခဲ့ရဘူးတယ်ပညာရေးနဲ့ပတ်သက်အရန်ကိုကျွန်တော်ကအရန်ကိုခက်ခဲရုန်းကန်ခဲ့ရတဲ့လူတွေမှာပါတယ်ခက်ခဲကျောင်းကနေထွက်လို့မတက်ဖြစ်တာ၄ချိန်ရှိတယ်၃ချိန်ကခက်ခဲကျုံကြီးမှ၃ချိန်တစ်ချိန်ကတေးလေးတိုးတော့၄ချိန်တိတိကျွန်တော်ကျောင်းကထွက်လူနီးပါးတိကျွန်တော်ဖြစ်ခဲ့ရတဲ့အတွက်ကျွန်တော်အဲ့လိုကုညီဆောင်မတဲ့ကျေးဇူးရှင်တွေကြောင့်ကျွန်တော်ကျောင်းတက်ခဲ့ရတဲ့လူဖြစ်တဲ့အတွက်ကျွန်တော်ကဒီလိုပညာရေးမှာKBZ ကအဲ့လို KBZ အပါဝင်ပြဘယ်ကုမ္ပဏီကမဖြစ်ပါဒါမျိုးလုပ်ရင်ကျွန်တော် appreciate လုပ်တယ်တကယ်လဲဂုဏ်ယူပါတယ်ဂုဏ်လဲဂုဏ်ပြုပါတယ်ဝမ်းသာပါတယ်တာရုလည်းခေါ်ပါတယ်နောက်တစ်ခါလိုင်သားရကလေးမလေးတယောက်အတွက်လဲလိုင်သားအဲ့လိုစုရတဲ့ ADD ကျောင်းတနိုင်ငံလုံးမှာဒီဝိဇ္ဇာဘာသာတွေပထမလားမသိဘူးကလေးမလေးတယောက်ရှိတယ်လိုင်သားမှာရတယ်လို့ပြောတယ်ကျွန်တော်သေချာမမှတ်မိဘူးပေါ့နော်ဒါပေမဲ့အဲ့ဖွဲ့ကိုလဲကျွန်တော်မိတ်ဆွေတို့ဖွဲ့ကလာမဲ့တနင်္ဂနွေစနေတုန်းနေတရက်မှာတဲ့သွားလှူဖို့ရှိပါတယ်တဲ့သွားပြီးတော့သူတို့လည်းလှူဖို့ရှိတယ်လို့ကျွန်တော်ပြောတော့ကိုကျော်လာခဲ့ပါလားတဲ့ဆိုတော့ခင်ဗျာလာကျင်တာဟုတ်ဗျာဒါပေမဲ့ရန်ဝေးတော့ကိုကလည်းဘယ်လိုပြောမှမသိဘူးပေါ့နော်ရန်ဝေးတော့ဆိုကိုနေတဲ့နေရာနဲ့တော်တော်ကိုမှပဲနိုင်ပေါင်းများစွာမောင်းအောင်ပါဆိုတော့ကိုလည်းအဲ့ဒါနဲ့ကျွန်တော်စိတ်ထဲမှာဆန္ဒရှိပါတယ်ပေါ့ဗျာအဲ့ဒါလည်းကြိုပြီးတော့ဓာတ်ခေါ်ပါတယ်ဘာဖြစ်လို့ပညာရေးနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်လည်းတစ်ချိန်ကြရင်ကျွန်တော်တို့ NP News Statesman ကနေကျွန်တော် Statesman ကနေရည်မှန်းချက်တစ်ခုကျွန်တော်ပညာရေးနဲ့ပတ်သက်လုပ်ချင်တာတစ်ခုရှိတယ်ရည်မှန်းချက်ကြီးထားတယ်ဒါပေမဲ့ဒီနေ့လုပ်လို့မရသေးဘူးကျွန်တော်မှလည်းကျွန်တော်အထွာနဲ့ကျွန်တော်ခက်ရုန်းကန်နေရတယ်တချို့ရထင်တယ်ကျွန်တော်ပတ်စံနေမိုးဘွားကြလာလို့တထေးအကြီးတွေရတယ်ပုံပြီးပေးထားလို့ဂျာနဲ့ထောင်ရတယ်လို့တချို့ကထင်ကြတယ်ဗျကျွန်တော်လည်းဘာပြောမှမသိဘူးပေါ့နော်ထားပါတော့ဗျအဲ့ဒါကြီးပြောနေတော့အဲ့တော့ဘယ်လိုဖြစ်ဒီကျွန်တော်ခက်ကျွန်တော်ရုန်းကန်နေကျွန်တော်ရီမန်းချက်နဲ့ကျွန်တော်ဖြည်းဖြည်းချင်းသွားနေကျွန်တော်တနေ့ကျွန်တော်ပညာရေးနဲ့ပတ်သက်ရင်ကျွန်တော်တို့ statesman ကနေပြီးတော့တခုခုကျွန်တော်လုပ်ဖို့ကျွန်တော်မှလည်းရီမန်းချက်ရှိတယ်တကယ်ရှိတယ်လုပ်ပါအနည်းနဲ့အမြန်စောလင်သွားနောက်ကျသွားဘယ်ဟာဖြစ်မလဲဆိုတော့ကျွန်တော်လည်းအတုံကြိုးစားပါအောင်မယ်နော်ဒါလေးကျွန်တော်ကြွကြလို့ထည့်ပြတော့ပညာရေးနဲ့ပတ်သက်လို့တာရုခေါ်ကြောင်းလေးပြောချင်တာနောက်တစ်ခုကကျွန်တော်တို့သတင်းအတူလေးတွေပေါ့ဗျာကျွန်တော်တချို့တွေကမေးလာတယ်ကိုကျော်တဲ့တာဂိတမှာရောတာဂိတကအဖွဲ့တွေကပြောတာဂိတမှာတဲ့ဗိုလ်ချုပ်ရုပ်ထုတွေဖယ်ရှားခံရရတယ်တဲ့တခါတောက်ကလာအချို့ကလည်းကျွန်တော်ပြောတယ်ဗိုလ်ချုပ်ရုပ်ထုတွေဖယ်ရှားခံရရတယ်တဲ့တခါကြုံပြောကျွန်တော်အရာယူတိုင်းကြုံပြောရတယ်လေဗိုလ်ချုပ်ရုပ်ထုလည်းဖယ်ရှားခံရတယ်တဲ့အဲ့ဒါတွေကဘာဖြစ်တာလဲတဲ့ဆိုတော့လို့ကိုယ်ကဘာပြောမှမသိဘူးဖယ်ရှားခံရလားဆိုတော့တောက်ကလာဟာတော့ကျွန်တော်တေချာမတ်တေချာသိလိုက်တယ်ပေါ့နော်တောက်ကလာကဥက္ကိုကြီးတောက်ကလာပန်းချံမှာရုပ်ထုနှစ်ခုရှိတယ်ဗိုလ်ချုပ်က2ရုပ်ဖြစ်နေတယ်ကျွန်တော်တောက်ကလာမြို့တော်တစ်မြို့ထဲမှာဗိုလ်ချုပ်က2ခုဖြစ်နေတယ်အဲ့ဒါဥက္ကိုကြီးထောင်းတာတစ်ရုပ်က NLD ထောင်းတဲ့တစ်ရုပ်ကအဲ့တော့ဥက္ကိုကြီးထောင်းတဲ့ရုပ်ကိုဖယ်လိုက်တယ်လို့ကြားတယ်ပေါ့နော်တောက်ကလာတော့ထားတော့တောက်ကလာကျွန်တော်ထင်ပေါ်တေချာကြားတဲ့အတွက်တောက်ကလာ okay ဒါပေမဲ့ဗိုလ်ချုပ်တွေအဲ့လိုဖယ်khaiရတယ်ကိုကျော်ဘာဖြစ်တာလဲဆိုတော့မသိကျွန်တော်သတင်းမှန်ပြန်ကြားရေးခေါင်းဆောင်ကြနေတာပဲပြီးတော့ကျွန်တော်အစိုးရအာဏာပိုင်ဖွဲ့စည်းဟွာကြဖယ်တဲ့လူကြနေတာကျွန်တော်ဖယ်တဲ့လူမဟုတ်တာအဲ့တော့ကျွန်တော်လည်းဟုတ်ဘူးလေကျွန်တော်ဘယ်လိုသိမှာတော့လို့ဆိုတော့ကိုကျော်မြတ်သိမလားလို့တဲ့ကျွန်တော်ဘယ်လိုသိမှာလဲဗျာကိုကျော်ဘယ်လိုသဘောထားလဲဆိုကျွန်တော်မပြောရပါဘူးလို့ခင်ဗျာဘယ်လိုပြောရမှာတော့ခင်ဗျာပုတ်ခဲ့ဘာသူဘာလို့မှမသိတော့ကျွန်တော်ဘယ်လိုပြောမလို့လို့သူတို့ဘာလုပ်ချင်မှမသိတော့ကျွန်တော်ဘယ်လိုပြောမလို့လို့ကျွန်တော်ပြောရတယ်အဲ့တော့တချို့ကျတော့စိတ်မကောင်းဖြစ်ကြတယ်ကိုကျော်တဲ့မဖြစ်သင့်ဘူးထင်တယ်နော်တဲ့တချို့ပြောတယ်အဲ့ဒါတော့လေအကိုတို့သဘောထားပေါ့ဗျာလို့ကျွန်တော်တို့ကလည်းဘာပြောမှမသိဘူးလို့ဘာလို့ဆိုသူအာဏာဖွဲ့စည်းတွေကဘာလို့ချင်မှန်းကျွန်တော်တို့မသိတာဘူးကောင်းတယ်မကောင်းဘူးဆိုတော့ရုပ်တရက်ဝေဖန်ခက်တယ်လို့ပြီးတော့သက်ဆိုင်ရာအာဏာဖွဲ့စည်းတွေကမထုတ်ပြန်လာသေးတဲ့အတွက်ကျွန်တော်တို့ဒါကိုကျွန်တော်စောင့်ကြည့်အောင်မယ်သက်ဆိုင်ရာအာဏာဖွဲ့စည်းတွေကြုံကြိုက်တဲ့အခါကျွန်တော်တို့မီဒီယာတွေမေးကြည့်ပါအောင်မယ်ဆိုတော့ကျွန်တော်ချမ်းမြင်ပြလိုက်တယ်အဲ့တော့ရုပ်ထုတွေဖယ်ရှားခံရတဲ့ဆိုတဲ့သတင်းတွေတော့ကျွန်တော်လည်းကြားပါတယ်ဘာကြောင့်တော့ကျွန်တော်တို့လည်းသိချာမသိဘူးသက်ဆိုင်ရာအာဏာဖွဲ့စည်းတွေကြုံကြိုက်တဲ့အခါကျရင်လည်းကျွန်တော်တို့မေးကြည့်ပါအောင်မယ်ဆိုတော့တကယ်လည်းကျွန်တော်ပြောထားပါတယ်အဲ့တော့မေးကြည့်ပါအောင်မယ်ပေါ့နော်ဆိုတော့ဒါလေးလည်းကျွန်တော်ကြုံကြိုက်လို့ချက်ပြောပြရစေအဲ့တော့နောက်တစ်ခုက
စိတ်မကောင်းစရာသတင်းနိုင်ငံတကာသတင်းအတူလေးနှစ်ခုနဲ့ပြောပါမယ်တစ်ခုကကျွန်တော်ပြီးခဲ့တဲ့ရက်ပိုင်းလေးပျောက်နေတဲ့ဟိုရုပ်သံမှာပြောပြတဲ့ရက်ပိုင်းလေးတွေမှာဗင်နီဇွဲလားမှာငလျင်လှုပ်ပြီးတော့တော်တော်များဖြစ်ကုန်ကြပါတယ်လူတော်များတည်တယ်အုပ်ပုံကြီးဟိုမြို့ကြီးကအုပ်ပုံကြီးဖြစ်သွားတယ်အဲ့မှာဗင်နီဇွဲလားအလှမယ်တယောက်2025အလှမယ်တယောက်ကွယ်လွန်သွားတယ်စိတ်မကောင်းစရာပါပဲဗင်နီဇွဲလားနိုင်ငံတော်စိတ်မကောင်းစရာပဲဗင်နီဇွဲလားနိုင်ငံဟိုကတ်ဆိုးကြီးနဲ့ကန်ဆိုးမိုးမောင်ကျနေတယ်ပေါ့နော်ဗင်နီဇွဲလားနိုင်ငံကန်ဆိုးမောင်ကျတော့သူတို့သမရဖန်ခံရတယ်စသဖြင့်ပေါ့ဗျာနော်ဟိုစသဖြင့်သူတို့မှလည်းသူတို့ကတ်ဆိုးတယ်သူတို့ကြုံနေရတွေ့ရစိတ်မကောင်းစရာပါပဲကဘာကြီးကတချို့ကိစ္စတွေကကဘာကြီးကနေနေညပဲဗျာကဘာကြီးကနေနေညပဲနော်နေနေညပဲအဲ့တော့ကျွန်တော်တို့အားလုံးခင်ဗျားတို့ကျွန်တော်အားလုံးကနေနေညပဲကဘာကြီးကလည်းနေနေညပဲနော်ဆိုတော့နောက်တစ်ခါထိုင်းမှာလည်းအခုနေနေညဆိုလို့ဖုန်းကြီးဟိုဒါဒီနေ့ဆိုရင်ဒါထိုင်းမှာမီဒီယာတွေမှာတော်တော်နာမည်ကြီးလာပါတယ်17နှစ်သားလေးမောင်းတဲ့ဟိုကား17နှစ်သားလေးကသူယူပြီးတော့လက်ကမြင်းညောထားတယ်လို့ပြောမလားတော့မသိဘူး17နှစ်သားလေးကဝင်ပြီးတော့သူ့အိမ်ကကားလေးကိုယူပြီးတော့မောင်းလိုက်တာမိဘတွေပြုံယူမောင်းလိုက်တာသူဆုံးခံထွက်နေတဲ့ဖုန်းကြီးကိုဝင်တိုက်လိုက်တာဖုန်းကြီးပြန်တော်မူသွားရှာပါတယ်နဲတာမို့အများကြီးပါပြန်တော်မူသွားရှာတယ်ဓာတ်ပုံတွေဗီဒီယိုကြည့်ပြီးတော့စိတ်ထဲတော့မကောင်းပါဘူးကျွန်တော်ဗုဒ္ဓဘာသာဖြစ်တော့စိတ်ထဲမကောင်းပါဘူးဆိုတော့ဒါတွေကလည်းဟိုကံဝကျွေးတွေလို့လည်းပြောလို့ရတယ်လို့ဟိုကံစိုးမှုမောင်ကြာချင်းတွေပေါ့နော်ဘယ်တက်နိုင်မလဲဗျာနော်အဲ့လိုဖြစ်သွားတာဒါစိတ်မကောင်းစရာသတင်းတွေပါအဲ့တော့ဟိုဘာပြောဗျာထိုင်းရလူတွေတော့ဘယ်လိုပြန်ပြောမှမသိဘူးမြန်မာလူတွေပြောချင်တာတော့ကိုသားသမီးတွေလက်စော့ခြေစော့ရှိတယ်လို့ရှိရင်လေသတိလေးထားကြအောင်လို့ပဲတိုက်တွန်းနေတယ်မတော်မထတွေဖြစ်သွားရင်လေမတော်ထတွေဖြစ်သွားရင်လေစိတ်မကောင်းစရာတွေခုလိုမျိုးစိတ်မကောင်းစရာတွေဖြစ်ပြီးတော့တိုင်းပြည်လုံးစိတ်မကောင်းဖြစ်ရတဲ့ဟာမျိုးတွေဖြစ်တတ်ပါတယ်ဒါကြောင့်သတိလေးထားကြလို့ပြောရင်းနဲ့ဒီလိုတော့ဒီလောက်ပါပဲအားလုံးပဲမိနစ်တွေလည်းရှည်သွားတယ်အားလုံးပဲအကျွေးဟိုရက်တွေအကျွေးကိုပြောနေလို့ဆက်ပြီးတားပြောနေလို့မှန်းအားလုံးပဲကိုရသေးရှိပါတိုက်ပေါ်စေနာမထားပါသစ္စာရှိပါကိုယ်နိုင်ငံသားအချင်းချင်းအပြန်အလှန်တက်ဖြတ်နေကြတော့လက်ခုပ်လောပါတီးပြောနေတဲ့လူမိုက်လူရန်ကလူသက်အကြမ်းဖက်အားပေးသမားခမားဖြစ်နေသလားဆိုတော့ပြန်လည်မျိုးတော့ဘာလို့ပြောရင်းနဲ့ဒီနေ့လည်းကျွန်တော်တို့တရက်နီးလာခဲ့ပြန်ပြီပေါ့ဗျာ